မင်္ဂလာပါခင်ဗျာ Further Channel မြန်မာရဲ့စကားဝိုင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဘက်စကားဝိုင်းကတော့ပေါ့နော်2025ခုနှစ်ဇွန်လမှာပြဋ္ဌာန်းလိုက်တဲ့ CDM ဥပဒေနဲ့ပတ်သက်ပြီးတော့ CDM ဥပဒေကဘာလဲဘယ်လဲဆိုတဲ့ခေါင်းစဉ်ကိုအခြေခံပြီးတော့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်စကားဝိုင်းမှာအဓိကအနေနဲ့ပေါင်းဆွေးနွေးပေးဖို့ကျွန်တော်ဖိတ်ခေါ်ထားတာကတော့ပေါ့နော်Politics for Women မြန်မာနဲ့ကျွန်တော် Asia Sisterhood Network ကဆရာမအမရာဟိပြီးလို့ရှိရင်ကျွန်တော်တို့တရားဥပဒေရေးရာနဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆရာဦးကျော်စေရဆွေဘိုတက္ကသိုလ်မှာ CDM ကတိကဆရာဦးဒုက္ခတို့မှာအဓိကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်အဓိကထားဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ပေါ့နော်CRPH ကနေပြဋ္ဌာန်းလိုက်တဲ့ CDM ဥပဒေကတော်လှန်ရေးအတွက်ဘယ်လောက်ထိထောက်ကူပြုလဲလူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့ကိုက်ညီရလားဒါပြင်ပေါ့နော် CRPH ကရောဒီလိုဥပဒေတွေကိုတရားဝင်ပြဋ္ဌာန်းခွင့်ရှိရလားဆိုတဲ့ကောင်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ season မှာ moderator အနေဖြစ်ပါဝင်ဆောင်ရွက်ပေးမယ့်အနေနဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီစကားဝိုင်းမှာပါဝင်ဆွေးနွေးပေးဖို့ဆရာမတွေလည်းဖိတ်ခေါ်ထားတာအစဉ်သင့်ဖြစ်နေပြီဆိုတော့ပေါ့နော်ကျွန်တော်စကားဝိုင်း season လေးကိုစတင်လိုက်ပါတော့မယ်ခင်ဗျဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီနေ့စကားဝိုင်းရဲ့ပထမအဦးဆုံးအဖွင့်မေးခွန်းတော့ပေါ့ဆရာဦးဒုက္ခနဲ့စတင်ချင်ပါတယ်ခင်ဗျာကျွန်တော်လက်ရှိပေါ့နော် CDM တွေနဲ့ပတ်သက်ပြီးတော့ NUG CRPH တို့ရဲ့ဆောင်ရွက်ချက်တွေပေါ်မှာဆရာဦးဒုက္ခအနေနဲ့ဘယ်လိုများမှတ်ချက်ပေးချင်ပါသလဲခင်ဗျာမှန်တိုင်းပေါ့နော်ကျွန်တော်တို့မြေပြင်အနေထားနဲ့မြေပြင်အနေထားကျွန်တော်တို့ CDM အများစုပေါ့နော်လက်ရှိရှိနေတဲ့အနေထားလေးပေါ့CRPH NUG ရဲ့ဆောင်ရွက်ချက် CDM အနေနဲ့ပတ်သက်ပြီးဆောင်ရွက်ချက်ဆိုရင်တော့အမှန်တိုင်းပြောရရင်ကျွန်တော်ပထမတစ်နှစ်ကတော့အေးဆေးဆေးပဲဘာမှမဆောင်ရွက်လဲကျွန်တော်တို့ဘာမှသိပြဿနာပေါ့နော်အားလုံးကိုကျွန်တော်တို့တော်လှန်ရေးပဲပုံအော်စေချင်တာစာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘယ်လိုဆောင်ရွက်ချက်မျိုးမဆိုကျွန်တော်တို့အတွက်မလုပ်လဲကျွန်တော်တို့ဘာမှဖြစ်ဘူးနှစ်နှစ်လဲကျွန်တော်တို့ဘာမှဖြစ်ဘူးသုံးနှစ်လဲဘာမှမဖြစ်ဘူးဒါပုံမလင်းလင်းပဲကျွန်တော်တော့ပြောရတာပေါ့ဒီလေးနှစ်ပိုင်းမှာကျတော့အားရမှုတော့ကျွန်တော်နေတယ်ဗျာဒီလောက်ပဲပြောချင်ပါတယ်အခုလိုမျိုးဆွေးနွေးသုံးသပ်ပေးတဲ့ဆရာဦးဒုက္ခကိုလည်းကျေးဇူးများတင်ပါတယ်ဆက်ပြီးတော့ပေါ့နော်ဒီမေကွန်းနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ဆရာမအမရာဟိန်းကိုပြန်ပြီးထပ်မံလှည့်ပေးချင်ပါတယ်ဒီလက်ရှိမှာပေါ့နော် CDM တွေနဲ့ပတ်သက်ပြီး CRPH NUG တို့ရဲ့ဆောင်ရွက်ချက်တွေပေါ်မှာရောဆရာမအနေနဲ့ဘယ်လိုများမှတ်ချက်ပေးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်မလမ်းမိတလောက်အနေနဲ့ပြောရမယ်ဆိုပေါ့နော်လက်ရှိမှာ CRPH NUG ကဒီ CDM အနေနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မှုပိုင်းကဆိုတော့ဒီမှာပို့လင်းပြောရမယ်ဆိုတော့အရင်အားရပွဲလုံလောက်တဲ့မျိုး supporting မရှိသေးဘူးပေါ့နော်ဒါပေမဲ့ CDM နဲ့ကျွန်တော်အပါဝင် CDM အကုန်လုံးကတော့လက်ရှိမှာတော့ကျွန်တော်တို့ကဘာအကျိုးကိုမှမျိုးပို့ပြီးတော့ CDM လုပ်ခဲ့ကြတာတော့မဟုတ်ဘူးဒါပေမဲ့တော်လိုင်းကာလကျွန်တော်တို့ကြာလာတာနဲ့အမျှမှာလည်းဒီဘက်မှာ CDM တွေရဲ့ရုံးကန်မှုကလည်းပို့ပြီးတော့ကျွန်တော်ပို့ပြီးတော့ရုံးကန်လာရတယ်ပေါ့နော်အဲ့ဒီအကုန်လုံးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီကျွန်တော်တို့ဒီ NUG ရော CRPH ရောကကျွန်တော်တို့အတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေလုံလောက်တဲ့ဆောင်ရွက်ပေးမှုတွေထောက်ပံ့မှုဆိုတာကျွန်တော်ငွေကြေးပိုင်းကိုပြောမှာတခြားအခြေခံလိုအပ်ချက်တွေကိုပေါ့နော်အရင်အားနည်းတယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါအခုလိုဆွေးနွေးသုံးသပ်ပေးတဲ့ဆရာမအမရာဟိန်းကိုလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒီမေကွန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာဦးဒုက္ခဆရာမအမရာဟိန်းရောဆွေးနွေးချက်တွေကတော့တူညီတဲ့သဘောတရားလေးတော့ကျွန်တော်တို့တွေ့ရှိရတာပေါ့နော်ထပ်ပြီးတော့ကျွန်တော်ဒုတိယမေကွန်းအနေနဲ့တော့ဆရာကိုကျော်စီကိုလှည့်ပေးချင်ပါတယ်ဒီ CDM ဥပဒေကလက်ရှိအခင်းကျင်းကဘယ်လောက်ထိလိုအပ်နေလဲပေါ့နော်နောက်ပြီးຫນွေဦးတော်လှန်ရေးအတွက်ရောဒီ CDM အခန်းကဏ္ဍဘယ်လောက်ထိအရေးပါတယ်လို့ဆရာအနေနဲ့သုံးသပ်လို့ရမလဲခင်ဗျအရင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့ဒီလက်ရှိဒီနေ့ကျွန်တော်တို့ဆွေးနွေးနေတဲ့ topic ပေါ့နော်ဒီကဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီအရန်ကိုထိလွယ်ရှာလွယ်ရှိတဲ့ကိစ္စရပ်တစ်ခုလည်းဖြစ်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ CDM ဥပဒေကိုဒီလက်ခံတဲ့လူလည်းရှိတယ်လက်မခံတဲ့လူလည်းရှိတယ် strong CDM တွေကတော့တချို့ကြတော့လက်ခံကြတာလည်းတွေ့တယ်ပေါ့နော်ပြီးရင်ဒီ CRPH တို့ NUG တို့ပေါ့နော်ဆိုတာလည်းကျွန်တော်တို့တော်လိုင်းရေးလိုအပ်ချက်အရာပေါ်ပေါက်လာတဲ့ဒီဂျာကာလာအစိုးရဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဖြစ်တယ်ဒါတော်လိုင်းရေးနဲ့ပတ်သက်လာတဲ့အဖွဲ့အစည်းတွေပဲဆိုတဲ့အခါကျတော့ဒီကနေ့ဆွေးနွေးရမယ့်အကြောင်းအရာကတော့ဒီကိုလန်ထောင်းဆိုတာမျိုးတော့တချို့အရာတွေဖြစ်ကောင်းဖြစ်လာနိုင်တော့ပေါ့နော်ဒါလေးလည်းကြိုပြီးတော့ပြောထားပြရတယ်ဆိုတော့ဒုတိယမိကုံကိုကျွန်တော်အရင်ဖြေရမယ်ဆိုရင်တော့ဒီຫນွေဦးတော်လိုင်းရေးမှာ CDM တွေရဲ့အခန်းကဏ္ဍဘယ်လောက်အရေးပါလဲဆိုတဲ့မိကုံပေါ့နော်
ဆိုတဲ့အခါကျတော့ကျွန်တော်တို့2021ဒီအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့ဒီနိုင်ငံဝန်ထမ်းတွေပေါ့နော်စီရီယံလှုပ်ရှားမှုပါဝင်လာတယ်တချို့တို့ပြီးတော့မှကျွန်တော်တို့ဒီအမှုပညာရှင်တွေရောဒီကျွန်တော်တို့အားလုံးပေါ့နော်ပြည်သူလူထုအားလုံးကဝန်ထမ်းတွေကိုရုံးပတက်ဖက်နဲ့ရုံးထွက်ကြဖို့ပေါ့နော်တောင်းဆိုလာတယ်ဝန်ထမ်းတွေကိုနိုင်ကလည်းပဲဒါကိုမတရားတဲ့ကိစ္စတရက်အနေနဲ့လက်ခံယုံကြည်ပြီးတော့ကျွန်တော်ပါဝင်လာကြတာရှိတယ်ပါဝင်လာကြတာရှိတယ်ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးမှာဆိုတော့ CDM ကတော့ဒီအဓိကထောက်တိုင်တရက်အနေနဲ့ပါဝင်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နောက်တစ်ချက်ကဒီစစ်ကောင်စီဘက်ကလည်းပဲဒီနိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာအင်းနဲ့အားနဲ့အလုံးရင်းပါဝင်သွားဖို့သူတို့အရန်ကြောက်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံတနိုင်ငံရဲ့ရန်ရလက်ပတ်မှုကဒီဝန်ထမ်းအင်အားနဲ့တွားတယ်ပေါ့နော်။ဆိုတော့ဆရာတို့လည်းသိတဲ့အတိုင်းတော်လိုင်းရေးအစပိုင်းမှာဆိုရင်ကျွန်တော်တို့တချို့စေးရုံတွေဆိုရင်ဝန်ထမ်းအင်အားဆရာဝန်ဆရာမအင်အားမလုံလောက်တော့လို့ရန်နာသွားတာတွေတချို့စာတင်ကျောင်းတွေဆိုလို့ရှိရင်ကျောင်းသားတွေကနေပြီးတော့ဒီ CDM လုပ်တယ်ပေါ့နော်စစ်ကြုံပညာရေးအလိုမရှိဆိုပြီးတော့ကျောင်းမတက်ကြဘူးကျောင်းသားမိဘတွေကလည်းကျောင်းမကြဘူးဆရာဆရာမတချို့ကလည်းကျောင်း CDM ဝင်ကြကဖြစ်တဲ့အတွက်တချို့ကျောင်းတွေဆိုလည်းပဲရန်နာသွားတဲ့အနေအထားရှိတယ်ဒါကိုကျွန်တော်တို့စစ်ကောင်စီအနေနဲ့အရန်ကြောက်တယ်ဒါကြောင့်လည်းຫນွေဦးတော်လှန်ရေးမှာ CDM တွေရဲ့ပါဝင်မှုကလည်းအရန်အရေးကြီးပါတယ်ဆိုတော့ဒီဝန်ထမ်းတွေ CDM မလုပ်ဘူးဆိုရင်ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့အာဏာသိမ်းမှုအောင်မြင်တယ်လို့အမြန်ဆုံးပြောလို့ရတာပေါ့နော်။ဘာကြောင့်လဲဆိုတော့နိုင်ငံရဲ့ရန်တရားတွေအားလုံးကပုံမှန်အတိုင်းလက်ပတ်နေတယ်ပေါ့။လက်ပတ်နေတယ်ဆိုရင်ဒါစစ်ကောင်စီကသူအာဏာသိမ်းလိုက်တာအောင်မြင်တဲ့နိုင်ငံကပုံမှန်တိုင်းလက်ပတ်နေပါတယ်ဆိုနိုင်ငံတကာကိုချပြပြီးတော့ကျွန်တော်တို့ဒီသူတို့ရဲ့တရားဝင်မှုရရှိသွားအောင်ပေါ့နော်။ဆောင်ရွက်လာမဲ့အခင်းအကျင်းကနေပြီးတော့ CDM တွေကဒီအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတရားကစစ်ကောင်စီရဲ့ပြရုပ်တစ်ခုကိုရပ်တန့်သွားလောက်တဲ့အထိကိုဒီကျွန်တော်တို့တော်လိုင်းရေးမှာຫນွေဦးတော်လိုင်းရေးမှာအရေးပါခဲ့ပါတယ်လက်ရှိအချိန်ထိလည်းပဲဒီကျွန်တော်တို့ဆက်သွားနေတဲ့ຫນွေဦးတော်လိုင်းရေးမှာ CDN ရဲ့အခန်းကဏ္ဍကအကောင်းနေသေးပဲအရေးပါနေသေးပဲဆိုတော့ကျွန်တော်ဆွေးနွေးလိုပါတယ်ဗျဟုတ်ဒုတိပထမဆုံးမိကုန်းအနေနဲ့ဒီကျွန်တော်တို့ CDM ဥပဒေကလက်ရှိအခင်းကျင်းမှာဘယ်လောက်အထိလိုအပ်လဲဆိုတော့ကျွန်တော်ရဲ့တကူကြီးအမြင်အရာပြောရရင်တော့ဒါကမလိုအပ်ပါဘူးပေါ့နော်မလိုအပ်ပါဘူးဘာကြောင့်မလိုအပ်ဘူးလဲပြောရမယ်ဆိုတော့နောက်ပိုင်းမှာဆက်ဆွေးနေမဲ့အခန်းကဏ္ဍတွေမှာလည်းဒီပါလာပါလိမ့်မယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့ကတော်လှန်ရေးကာလမှာစီယုံရေးစွမ်းရည်ရလည်းအရေးကြီးတဲ့အခန်းကဏ္ဍတရက်အနေနဲ့ပါဝင်တာဖြစ်တဲ့အတွက်ကျွန်တော်ရန်သူထတ်တိုးတာမျိုးပေါ့နော်ကိုယ့်ဘက်ပါလာနိုင်တဲ့အနေအထားမျိုးတွေကိုအဟံတားဖြစ်သွားနိုင်တာမျိုးဒီမလုပ်တာတော့အကောင်းဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလက်ရှိဒီဇွန်လ23ရက်နေ့မှာ2025ဇွန်လ23မှာပြဋ္ဌာန်းလိုက်တဲ့ဒီစီရီယံနိုင်ငံဝန်ထမ်းများဥပဒေဆိုတာလက်ရှိအခင်းချင်းမှာမလိုအပ်သေးဘူးလို့ကျွန်တော်အမြင်ရတော့သုံးသပ်ပါတယ်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါသုံးသက်ဆွေးနွေးပြီးသွားတဲ့ဆရာဦးကျော်စီအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ဒီမေကွန်းကိုပဲပေါ့နော်ဆရာဦးဒုက္ခအောင်လည်းပြန်ပြီးအလှည့်ပေးချင်ပါတယ်ကျွန်တော်ဒီ CDM ဥတွေကလက်ရှိအခင်းကျင်းရပေါ့နော်ဘယ်လောက်ထိလိုအပ်နေလဲပေါ့ဒီຫນွေဦးတော်လှန်ရေးအတွက်ရော CDM ရဲ့အခန်းကဏ္ဍရောဘယ်လောက်ထိအရေးပါလဲပေါ့ဒီပုံမှာလည်းဆရာရဲ့အမြင်လေးကိုလည်းသုံးသက်ဆွေးနွေးပြအောင်ခင်ဗျဟုတ်ကဲ့ဗျဆရာဦးကျော်စီကနဲ့ကျွန်တော်နဲ့သဘောထားကတော့အတူတူပါပြပြတိုက်ဆိုင်ပါတယ်ကျွန်တော်တို့တော်လှန်ရေးမှာတော့ဒီ CDN ကပထမဆုံးသူ့ရဲ့အရှိတ်ကိုထိုးလိုက်တယ်စက္ကစရဲ့အရှိတ်ကိုထိုးတဲ့ရှစ်ဆောင်လမ်းပြလည်းဖြစ်တယ်လို့သူရန်နေရာကြီးရက်တန့်သွားဖို့ရအတွက်ကျွန်တော်အင်တိုက်အားတိုက်ပေါ့နော် CDN တွေလည်းပါဝင်တယ်ပြည်သူတွေအများလည်းပဲလမ်းပေါ်မှာတကယ်ကိုတကယ်နဲ့ဆန့်ကျင်ကြတယ်ဒီ CDN ကသူတို့အရှိတ်ကိုတော်တော်ကိုလှုပ်ရှားမှုကထိပါတယ်ဥပဒေအနေနဲ့ဆိုတော့ကျွန်တော်တို့ကဥပဒေကိုအဲ့လောက်ထိကျွန်တော်တို့နားမလဲတာထက်ဒီချိန်မှာတအားကြီးတော့လိုအပ်မယ်လို့မထင်ဘူးဗျကျွန်တော်အခြေခံအားဖြင့်ငကိုညွှန်ကြားချက်တွေလည်းနန်း CDN တွေအတွက်ညွှန်ကြားချက်တွေလည်းရှိတယ်ဟုတ်လားတာမန်အနေနဲ့နေတယ်တာမန်အနေနဲ့နေတယ်တာမန်အနေနဲ့သူအစိုးရပြောင်းသွားရင်သူတို့လိုက်ပါပြောင်းလဲရမယ်ကျွန်တော်တို့နောက်ဆက်တွဲတော်လှန်ရေးအလွန်ကာလမှာလုပ်ရမယ့်ဟာတွေရှိနေမှာပဲလက်ရှိမှာတော့ကျွန်တော်တို့ကဒီဟာကြီးကိုမဖြစ်မနေပြဋ္ဌာန်းဖို့လိုတယ်ဆိုတဲ့ဟာမျိုးကြီးတော့ကျွန်တော်တို့မခံယူထားပါဘူးဗျလက်ရှိမှာအလောက်ထိလဲဟိုဖြစ်တယ်လို့တော့မခံယူထားဘူးဒါပေမဲ့လို့တစ်ချိန်မှာတော့ကျွန်တော်တို့ကဖြစ်တာတော့ဖြစ်ရမှာတော်လှန်ရေးအလွန်စပြီးတော့မှကျွန်တော်စကားစားပြုတ်ကြတဲ့အချိန်မှာဒါတွေကတော့သုံးရမှာလက်ရှိမှာလည်းညွှန်ကြားချက်တွေကရှိပြီးသားဖြစ်တဲ့အတွက်လုံလောက်မယ်လို့ကျွန်တော်တို့ညွှန်ကြားချက်နဲ့တင်ကို
ကျွန်တော်တို့ပြည်တွင်းအခြေအနေနဲ့ညှိနှိုင်းဆောင်ရွက်တာလုံလောက်တဲ့လောက်လို့တော့ကျွန်တော်တို့ယူဆပါတယ်ဗျဆရာဦးကျော်ဆရာဦးဒုက္ခရဲ့ဆွေးနွေးချက်တွေကတော့ပေါ့နော်ကျွန်တော်ဒီလက်ရှိCDN တွေကတော်လှန်ရေးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်တယ်ဒီ CDN တွေရဲ့လှုပ်ရှားမှုကိုစစ်ကောင်စီကစိုးရိမ်နောက်တဲ့အထိကိုလည်းသုံးသပ်သွားတာတွေ့ရတာပေါ့နော်ဒါပေမဲ့လက်ရှိမှာ CDN ဥပဒေကတော့လည်း CDN နဲ့ CDN ဥပဒေကတော့လည်းမလိုအပ်သေးဘူးဆိုတဲ့သဘောလေးကိုဆွေးနွေးသုံးသပ်သွားတာကျွန်တော်တို့တွေ့ရပါတယ်ထပ်ပြီးတော့ပေါ့နော်ကျွန်တော်နောက်ထပ်မေးခွန်းတစ်ခုတော့ဆရာမအမရာဟိန်းကိုပြန်ပြီးလှည့်ပေးချင်ပါတယ်CRPH ကထုတ်ပြန်လာတဲ့ဒီအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုပေါ့နော်CDN ဥပဒေပေါ်မှာဘယ်လိုမြင်လဲပေါ့ဒီဥပဒေကနန်း CDN တွေရဲ့အခန်းကဏ္ဍကိုဘယ်လိုတက်ရောက်မှုနဲ့စိန်ခေါ်မှုတွေဖြစ်စေတယ်လို့ဆရာမအနေနဲ့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ဆရာကျမအနေနဲ့ပေါ့နော် CDN ဥပဒေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲဆိုရင်လက်ရှိမှာတော့ခုနကဆရာတွေပြောတော့ဆွေးနွေးတော့လို့ပြောနော်ကျမတို့ဒီ CDN လောကအသုံးချလို့မရတဲ့အခြေအနေပေါ့နော်အဲ့ဒီအခြေအနေမှာဒီ CDN လောတစ်ခုထွက်လာတဲ့ဟာကတော့မလိုသေးဘူးလို့တော့ကျမတို့သုံးသပ်မိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီစကားစရဲ့သူရှုံးမဲနေတဲ့အချိန်မှာသူရဲ့စိုးမိုးနယ်မြေတွေမှာဆိုရင်ကျမတို့ CDN ဝန်ထမ်းတွေရှိမယ်သူတို့အတွက်ကောအဆင်ပြေပါမလားအဲ့ဒါမျိုးကျမတို့စဉ်းစားဖို့လည်းလိုသေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအခုဒီလွမြောက်နယ်မြေတွေမှာဒီဥပဒေကိုစပြီးတော့အကောင့်တွေပေါ်ကျင့်သုံးနိုင်ပါပြီလို့ကျင့်သုံးနိုင်ပြီစတင်လှုပ်ဆောင်လို့ရတယ်လို့တော့တချို့ဆွေးနွေးချက်တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့စဉ်းစားရမှာကဒီစကားစားရဲ့စုံမှုနယ်မြေမှာရှိတဲ့ကျမတို့ CDN တွေအတွက်လည်းကျမတို့စဉ်းစားရမယ်နောက်တစ်ခုကကြတော့ကျမတို့ကဒီ CDN ဒီနိုင်ငံဝန်ထမ်းဥပဒေကိုရေးဆွဲလိုက်တဲ့ဟာကCDN တယောက်နေတဲ့အတွက်ကတော့ဒီဟာကကျမတို့ကျမ perspective ကကြည့်လို့ကျမအခုချိန်မှာတခြားဒီနေဆက်တစ်ခုကိုရောက်နေတဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ်ဒါပေမဲ့တခြားနေမှာဒီမလုံခြုံတဲ့အခြေအနေမှာရှိတဲ့ CDN တွေအတွက်ကတော့ဒီဥပဒေကအခုလက်ရှိအခြေအနေအတွက်တော့အဆင်မပြေသေးဘူးနောက်တစ်ခုကကြတော့ကျမတို့ကဥပဒေမှာဒီနန်း CDN တွေကိုဘာလုပ်မယ်လို့ပြောအဲ့လိုမျိုးဒီလိုမျိုးတွေရှိတယ်အဲ့ဥပဒေဆိုတာအထက်ဆိုင်ရင် CDN ဝန်ထမ်းတွေအနေနဲ့ CDN လုပ်မယ်ဆိုရင်ဘယ်လိုမျိုးအကျိုးကြီးဘယ်လိုမျိုးသူတို့အနေနဲ့အသိမှတ်ပြုမယ်ဘယ်လိုမျိုးဒီလေးစားခံရမယ်ဆိုတဲ့ဟာမျိုးလောက်ဆိုရင်လည်းအဆင်ပြေပြီပေါ့နော်ဆိုတော့ဆရာတို့အရှိမဆွဲပြောပါကျွန်တော်ဒီကာလမှာလည်းကျမတို့ကဒီတခြားကိုယ့်ဘက်ကိုပါလာမဲ့လူတွေကိုထပ်ပြီးတော့ဖြစ်ဖို့စီးရုံးမှုအရေးကြီးသေးတယ်ပေါ့နော်ဒီအချိန်မှာဒီလိုမျိုးထွက်ဒီလောထွက်လိုက်တဲ့ဟာကကျမရဲ့အမြင်ကတော့အချိန်မကျသေးပဲနဲ့ဒီလောကိုခုလိုမျိုးထွက်လိုက်တယ်လို့တော့မြင်တယ်ပေါ့နော်နန်းစီရန်တွေအတွက်တက်ရောက်မှုအခန်းကဏ္ဍအကြတော့သူတို့ကျတို့က CDM ပဲဖြစ်နန်း CDM ဖြစ်ဘယ်သူပဲဖြစ်ပြည်သူပေါ်ကိုအပြစ်လုပ်တဲ့လူမှန်သမျှတော့ကျွန်တော်ကထိုက်တဲ့ပြစ်ဒဏ်ကိုဥပဒေကတရားမှမလွတ်ဖဲနဲ့တော့ဒါခံရမယ့်ဟာပဲပေါ့နော်ဆိုတော့သူတို့ကလည်းပြစ်လုပ်ခဲ့ရင်တော့ဒီကျွန်တော် DJ ကာလဆိုတာဖြစ်ခဲ့ရင်တော့ဘယ်သူမှဆိုဒီဟာကိုတော့သူတို့လုပ်ခဲ့တဲ့အတိုင်းတော့ပြန်ပြီးတော့ခံရမှာဖြစ်တယ်ဒါပေမဲ့ဒီအချိန်မှာကြတော့လေအဓိကအကယ်၍များကိုယ့်ဘက်ကိုပြန်ပြီးတော့ကိုယ့်အနေနဲ့ဒီစီယိုမှာတော့နည်းနည်းလေးတော့ကျွန်တော်တို့အတွက်တော့အနှောင့်အယှက်အဟန့်တာတစ်ခုဖြစ်တယ်လို့တော့မြင်နေပေါ့နော်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါဆွေးနွေးသုံးသပ်ပေးသွားတဲ့ဆရာမအမရာဟိန်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့ဗောနော်ကျွန်တော်ဒီမေးခွန်းကိုလည်းဆရာဦးကျော်ဆရာကိုပြန်ပြီးလှည့်ပေးချင်ပါတယ်ဒီ CRPH ကထုတ်ပြန်လာတဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဗောနော် CDN ဥပဒေပေါ်မှာဘယ်လိုမျိုးဆရာအနေနဲ့မြင်လဲဗောဒီဥပဒေကနန်း CDN တွေရဲ့အခန်းကဏ္ဍရောဘယ်လိုတက်ရောက်မှုတွေဘယ်လိုစိန်ခေါ်မှုတွေရှိစေနိုင်လဲဗောနော်ဒီပေါ်မှာလည်းဆရာရဲ့သုံးသပ်ချက်မှတ်ချက်လေးပြောပြပါအောင်ခင်ဗျကျွန်တော်အရှိပိုင်းမှာဆွေးနွေးခဲ့တယ်လို့ပဲပေါ့နော်ဒီ CDM နိုင်ငံဝန်ထမ်းဥပဒေပေါ့နော်ကပေါ်မှာဘယ်လိုမြင်လဲဆိုတော့ဒါကကျွန်တော်တို့ဒီ CRPH ပေါ့နော် CRPH အနေနဲ့CDN တွေအပေါ်မှာပေါ့နော် CRPH အနေနဲ့ပဲဖြစ် UNG အနေနဲ့ပဲဖြစ် CRPH ဒီ CDN တွေအပေါ်မှာဒီဘာမှလုပ်ပေးနိုင်တဲ့လမ်းကြောင်းရှိမနေဘူးဗျဘာမှလည်းလုပ်မပေးနိုင်ဘူးလုပ်မပေးနိုင်တဲ့ပေါ်မှာဒီကာဘာတစ်ခုအနေနဲ့ပေါ့နော်ကာဘာတစ်ခုအနေနဲ့ဒီဟာကိုချပြလိုက်သလားပေါ့နော်ကျွန်တော်ဒီလက်ရှိရှိနေတဲ့ပြည်တွင်းမှာပဲဖြစ်ဖြစ်ပြည်ပမှာဖြစ်လူမျိုးနယ်မှာဖြစ်ရောက်နေတဲ့ CDM တွေဒုက္ခရောက်နေတဲ့ CDM တွေအများကြီးရှိတယ်ပေါ့နော်ဒီအပေါ်မှာဒီထိရောက်တဲ့အထောက်ပံ့မျိုးပေါ့နော်လုံမပေးနိုင်တဲ့အတွက်တော်တော်များများကလည်းဒီ
ဒီညွှန်ညင်လာကြတာရှိတယ်ပေါ့ပွင့်လင်းလင်းပြောရရင်တော့ဆိုတော့ဒီအပေါ်မှာဒီကာဘာသဘောမျိုးပေါ့နော်သဘောမျိုးနဲ့ဒီဥပဒေကိုပြဋ္ဌာန်းလိုက်သလားပေါ့နော်ဒီလိုလဲတစ်ဖက်ကလည်းသုံးသပ်လို့ရတယ်ပေါ့ပြီးလို့ရှိရင်နောက်တစ်ခုကဒီCRPH အနေနဲ့ကောဒီဥပဒေတရက်ကိုပေါ့နော် CRPH ဆိုတာကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဖြစ်တယ်ပေါ့နော်ဒီဥပဒေတရက်ကိုဒီပြဋ္ဌာန်းဖို့ပေါ့နော်ပြဋ္ဌာန်းခွင့်ရှိသလားဆိုတာလည်းကျွန်တော်တို့ကပြန်ပြီးတော့မိကွန်ထိုးရမယ်ကိစ္စရှိတယ်ပေါ့နော်ပြီးလို့ရှိရင်တက်ရောက်မှုပေါ့နော်တက်ရောက်မှုကတော့ဒါကျွန်တော်တို့ဒီ CRM တွေကတော့ဒူဘေတာတွေဖြစ်နေပြီเนาะဒီကထွက်လာလဲဘာမှမတူမထွက်လာလဲဘာမှမတူဒါပေမဲ့တချို့strong ပေါ့เนาะအရန် strong ဖြစ်တဲ့ CRM တွေကြတော့လဲဟိုအားရတာရှိတာပေါ့เนาะအားရတယ်တစ်ချိန်ကျရင်တော့ကိုတွေကဒီအသိမပြုခံတဲ့လူတွေဖြစ်မလို့ဒီ CRM ပါမလာတဲ့ non CRM တွေအနေနဲ့လည်းပဲဒီစစ်ကောင်စီနဲ့လက်တွဲတဲ့အတွက်ဒီသူတို့ကျူးလွန်ခဲ့တဲ့အလျောက်ပြစ်မှုပြစ်ဒဏ်တွေယာတုလျှော့တာတွေသူတို့ရဲ့ဘောတသိရုပ်သိမ်းတာတွေပေါ့နော်ဒါတွေလုံးမယ်ဆိုတော့သူတို့ကတချို့ကြတော့လေဒါဖြစ်တဲ့နဲ့ဒုတိဒုက္ခရောက်နေတဲ့အချိန်မှာတော်လိုင်းကာလမှာဒုတိဒုက္ခရောက်နေတဲ့အချိန်မှာသူတို့တွေကဝင်ငွေမပြတ်မိသားစုနဲ့အနေထိုင်မပြတ်နေရတယ်ပြီးတော့တော်လိုင်းကာလပြီးတော့လည်းပဲသူတို့ကပုံနေမြကြားနေမြဆိုဒါမတရားဘူးဆိုပြီးတော့အရန်ဟိုဒီဥပဒေကအရန်ကောင်းတယ်ဆိုပြီးတော့ဗောနော်သူတို့ဝမ်းသာနေကြတဲ့ CRM strong CRM တချို့လည်းရှိတယ်ဗောနော်ဒီလိုပဲခုနကဆီယမအမရိုင်းပြောခဲ့သလိုပဲကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့ CRM တွေစစ်ကောင်စီရဲ့စိုးမိုးနယ်မြေမှာရှိနေတဲ့ CRM တွေတချို့ဆိုရင်အခြားဒေသကိုတိန့်ရှောင်ဖို့မလဲအခွင့်အလမ်းကမရှိနေဘူးလွတ်မြောက်နယ်မြေသွားဖို့ကလည်းအခွင့်အလမ်းကသူတို့မှရှိမနေတဲ့အတွက်ကို CRM လုတ်ခဲ့တဲ့မြို့လေးမှာပဲပြန်ပြီးတော့ရွာလေးဒီမှာပဲဖြစ်ဖြစ်ရက်ွက်ချမ်းမှာပဲဖြစ်ဖြစ်ပြန်နေတဲ့ CRM တွေအများရှိပါတယ်သူတို့အတွက်ပို့ပြီးတော့ကျွန်တော်တို့ကတက်ရောက်မှုကြီးမားလာလိမ့်မယ်အညှိုးထားခံမှုကြီးမားလာလိမ့်မယ်လို့သုံးသပ်တယ်ဗျဟုတ်ဒီရက်ွက်တစ်ခုထဲမှာပဲ non CRM လည်းရှိမယ် CRM လည်းရှိမယ်ဆိုရင်ဒီဥပဒေအရ non CRM တွေက CRM တွေရှိတာကိုလက်ထောက်ချတာတို့เนาะသတင်းပေးတာတို့တွေလည်းပို့ပြီးတော့ဖြစ်ပွားလာနိုင်တယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်တယ်ဗျဟုတ်ကဲ့ပါသုံးသပ်ဆွေးနွေးသွားပြီးတဲ့ဆရာဦးကျော်စီရောက်လည်းကျေးဇူးများတင်ပါတယ်ဆရာမရဲ့သုံးသပ်ဆွေးနွေးချက်တွေအဲ့တော့လည်းဒီတူညီတဲ့သဘောတရားတွေတွေ့ရတာပေါ့နော်ကျွန်တော်တို့ဒီမှာဒီ CDM ဥပဒေကြောင့်ဒီစစ်ကောင်စီရဲ့ထိန်းချုပ်နယ်မြေမှာရှိနေတဲ့ကျွန်တော်တို့ CDM တွေအတွက်ကိုလည်းစိုးကျိုးတက်ရောက်မှုတွေရှိလာနိုင်တယ်ဒါကနောက်ပြီးဒီ CDM ဥပဒေကြောင့်ပဲကျွန်တော်တော်လှန်ရေးဘက်ကိုဝင်ရှင်တဲ့ non CDM တွေအတွက်လည်းအကန့်အသတ်တွေအခက်အခဲတွေဖြစ်လာနိုင်နေဆိုတဲ့ဆွေးနွေးသုံးသပ်ချက်ကိုကျွန်တော်တွေ့ရတာပေါ့ထပ်ပြီးတော့ကျွန်တော်နောက်မေးခွန်းတစ်ခုကိုဆရာဦးဒုက္ခကိုပြန်ပြီးလှည့်ပေးချင်ပါတယ်ကျွန်တော်ဒီ CDM ဥပဒေမှာပေါ့နော်ဘလို့အားနည်းချက်တွေအားသာချက်တွေရှိနေပေါ့ဒီဥပဒေကရောတော်လှန်ရေးအရွေ့ကိုအဟန့်အတားဖြစ်စေနိုင်လားအထောက်အကူဖြစ်စေနိုင်လားဒီပေါ်မှာလည်းဆရာဦးဒုက္ခရဲ့အမြင်သုံးသပ်ချက်လေးကိုဆွေးနွေးပေးပါအောင်ခင်ဗျကျွန်တော်တို့ရေဘူးရသဘောနဲ့ပြောမယ်ဆိုရင်ပေါ့ဗျာအခုချိန်မှာCDM အများစုနဲ့ပြည်သူအများစုလိုအပ်နေတာကတော်လှန်ရေးကိုမြန်မြန်ဆန်ဆန်ပြီးဖို့ပူပေါင်းပြီးအင်းနဲ့အားနဲ့တိုင်းရင်းသားဒေသတွေရောပြည်မာရောNUG ရောပူပေါင်းပြီးတော့အင်းနဲ့အားနဲ့လှုပ်ဖို့ကိုပဲကျွန်တော်ပြည်ပြင်အနေထားတော့တအားကြီးဖြစ်စေချင်နေတာလိုအပ်နေတာဒီဥပဒေတွေကိုပြတယ်ဒီညွှန်ကြားချက်တွေလုပ်တယ်ကျွန်တော်တို့ဘောနော်နီးစက်တဲ့လိုင်းရတဲ့ဒါတော့မှလိုင်းရတာတော့မှကျွန်တော်တို့ဒီအတိုင်းဝိုင်းနဲ့နီးစက်တဲ့လူတွေကတော့ဒီဥပဒေကိုအတိုင်းပြောမယ်ဆိုရင်နော်ဖတ်ကြတယ်ကြည့်ကြတယ်အဲ့မှာကျွန်တော်တို့ဘာဖြစ်တုံဆိုတော့အားနည်းချက်အတားချက်တွေသူခုနပြောသလိုမဖြစ်မနေပေါ့နော်အခုမလိုအပ်ဘူးလို့ပြောတာတော့မဟုတ်ဘူးကျွန်တော်တို့အခုချိန်မှာမရှိမဖြစ်လိုအပ်နေတဲ့အနေအထားမဟုတ်တဲ့အတွက်အဲ့နန်းနေ10ရောက်ရှိလို့နန်းပိုင်းကိုကျွန်တော်တို့မြေပြင်အနေထားတစ်ဖက်လေးနဲ့ကြည့်လိုက်တဲ့အခါမှာလဲ10ရောက်ရှိလို့9ယောက်ကမဖတ်ဘူးဒီဥပဒေကိုအဲ့လိုပဲကျွန်တော်တို့CDN ဘက်ကိုကြည့်လိုက်ရင်လည်းပဲကျွန်တော်တို့ဒီဘက်နီးစက်တဲ့အတိုင်းဝိုင်းကလွယ်ရင်ကျွန်တော်အရေးထူးနေပြီပေါ့လေအဲ့လိုဖြစ်တဲ့အတွက်CDN 10ရောက်ရှိရင်လဲ9ယောက်လောက်ကသူ့ကိုအာယုံကြီးတဲ့ကိုတိတ်ပြီးတော့မထားတာခုနပြောတဲ့အခက်အခဲတွေကတော့ပေါ်ပေါက်သွားတာပေါ့strong CDN တွေရှိတယ်လို့ strong non CDN တွေရှိတဲ့အခါမှာဒီအတွင်းမှာနေတဲ့ CDN တွေအတွက်တော့အခက်အခဲတော့ရှိသွားတာပေါ့အဲ့တော့ကျွန်တော်ကတော့ထူးထူးခြားခြားကြီးကျွန်တော်
ဘာတွေအားသာတယ်ဘာတွေအားနေတယ်ဆိုတာကြီးတော့ကျွန်တော်တော့မတွေ့ဘူးဗျဒါမျိုးတော်လန်ကြီးအရွေကိုဘယ်လောက်ထိအထောက်အကူပြုမလဲဆိုတာလေကျွန်တော်တို့ကပြောမယ်ဆိုရင်အလုံးစုံတော့မှကျွန်တော်တို့ရတယ်ဖြတ်တောက်ထားလိုက်ပါစီရေးတစ်ခုပဲကျွန်တော်တို့ဦးစားပေးပြီးတော့ပဲနိုင်အောင်ပဲတိုက်ပါစစ်မနိုင်ရင်ကျွန်တော်တို့ကျန်တာဘာမှလုပ်လို့မရဘူးဘယ်သူမှလူရမသိဘူးအဲ့တော့သူဘယ်လောက်ထိအထောက်အကူပြုတယ်လဲဆိုတာစာအုပ်တစ်ထပ်ကြီးနဲ့ international ဆန့်အောင်ရေးထုတ်ထားရင်တော့ကျွန်တော်စစ်မနိုင်ဒါကြီးကဘာမှအရာထင်လာမှာမဟုတ်ဘူးဘာမှအထောက်အကူပြုမှာမဟုတ်ကျေးဇူးတင်ပါတယ်ဗျကျွန်တော်ယူဆကတော့ဒီလောက်ပါပဲဗျဟုတ်ကဲ့ပါခင်ဗျဆရာရဲ့ဆွေးနွေးချက်လေးလည်းအလံကောင်းမွန်တာပေါ့နော်လက်ရှိတော်လန်ရေးမှာလူထုအားလုံးလိုအပ်တာတော်လန်ရေးအမြန်ပြီးဖို့ပေါ့နော်ဒါကြောင့်ဒီဥပဒေကတော့လက်ရှိစစ်မနိုင်ဘူးဆိုလို့ရှိရင်တော်လန်ရေးအတွက်ကိုဘာမှအထောက်အကူမပြုဘူးဆိုတော့ဆွေးနွေးသုံးသပ်ချက်ကိုကျွန်တော်တွေ့ရတာပေါ့ဒီမေကွန်းနဲ့ပတ်သက်ပြီးပဲကျွန်တော်ဆရာမအမရာဟိန်းကိုပြန်ပြီးလှည့်ပေးချင်တာပေါ့နော်ကျွန်တော်ဒီ CDM ဥပဒေမှာဘယ်လိုအားနည်းချက်အားသာချက်တွေရှိလဲဒီဥပဒေကရောတော်လန်ရေးရွေးအဟန့်တာဖြစ်စေသလားထောက်ကူဖြစ်စေသလားပေါ့နော်ဆရာမရဲ့အမြင်သုံးသပ်ချက်လေးကိုလည်းဆွေးနွေးပြအောင်ခင်ဗျဒီဥပဒေနဲ့ပတ်သက်ပြီးကျမရဲ့အမြင်သုံးသပ်ချက်ကခုနဆရာဦးတကားဆွေးနွေးတော့သူလိုပဲကျမတို့အခုလက်ရှိမှာအရေးကြီးတာကကျမတို့ဒီစိတ်ရေးရာကိုကျမတို့အောင်မြင်နိုင်ဖို့ဒါကအများကြီးအရေးကြီးတယ်ပေါ့နော်ဆိုတော့တမိုင်းဆိုတာကျမတို့နိုင်သူရေးစရန်ဆိုတဲ့စကားလိုမျိုးပဲပေါ့အကယ်၍ဒါတခုဖြစ်သွားရင်ဒီ law တွေဆွဲထားတဲ့ဟာလည်းဘာမှအသုံးဝင်နိုင်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုဒါအဲ့လိုမျိုးတော့ဖြစ်လာနိုင်ဖြစ်မှာတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိမှာအရေးကြီးဆုံးကတော့ဒီ CDM law ကအခုဒီချိန်မှာထွက်ဖို့ကမဖြစ်မနေလိုတဲ့ဟာတခုတော့မဟုတ်ဘူးနောက်တစ်ခုကကျမတို့က law တခု policy တခုကိုပြဋ္ဌာန်းမှုဆိုရင်ဘက်ပေါင်းဆိုတာနေထောင်းစစ်အောင်စဉ်းစားပြီးမှအဲ့ဒီကောင်းကျိုးဆိုးကျိုးတွေကိုစမ်းသပ်ပြီးတော့ပြဋ္ဌာန်းကျင့်သုံးရမှာပေါ့နော်ဆိုတော့အခုဒီဟာကိုအကြည့်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ပေါင်းဆိုတာနေတကယ်ကိုထောင်းစစ်အောင်စဉ်းစားတွေးပြီးတော့လူသေးတယ်လို့လည်းမြင်မိတယ်ပေါ့နော်နောက်တစ်ခုကသူတို့ဒီမှာကျွန်မဒီ law နဲ့ပတ်သက်ပြီးတော့ဖတ်ကြည့်ရသလားဆိုရင်တော့အခန်းတရဲ့အပိုက်3ကားငယ်မှာဒီသူတို့ရေးထားပါတော့တက်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်ဒီဥပဒေနဲ့ကိစ္စပြီးဆက်လင်းပြီးအကျုံးဝင်မှုမရှိစေရလို့ရေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်ကလည်းရှိတယ်နိုင်ငံဝန်ထမ်းဥပဒေနည်းဥပဒေမှာဆိုရင်ဒီရက်ဖက်စစ်ဖက်ကိုခွဲခြားထားရရှိတယ်အကယ်၍များအခုဒီနောက်ပိုင်းလက်ရှိကျွန်တော်တို့မျှော်လင့်တဲ့အစိုးရတက်လာရင်ရောဒီစစ်ဖက်ကတက်အခွင့်ရေးပို့ပြီးတော့ရက်ဖက်တဲ့ပို့ပြီးတော့ရမှာလားဒါမျိုးတွေလည်းအဲ့လိုမျိုးတွေရောသူတို့ကအရင်တိုင်းပဲအဲ့လိုအကျင့်သုံးအောင်မှာလားပေါ့နော်ဒါတော့ကျွန်တော်ဒီအရက်ဖက်ကောဒီလက်နက်ကင်ရောကျွန်တော်ဒီအရက်ဖက်ဝန်ထမ်းတွေကလည်းအတူတူဝန်ထမ်းမဟုတ်ဘူးလားပေါ့နော်ဒါမျိုးလည်းစဉ်းစားရမယ်ပေါ့နော်ဒါပေမဲ့အခုဟာကဒါကတော့နိုင်ငံဝန်ထမ်းဥပဒေထွက်လာတယ်နောက်ပိုင်းနည်းဥပဒေဆိုတော့သူတို့ထပ်ပြီးတော့ထွက်လာအောင်မယ်ထင်တယ်အဲ့ခါကျရင်တော့ကိုယ်ပဲပြပို့ပြီးတော့သိရမလားပေါ့နော်ဆိုတော့ကျွန်မအနေနဲ့သုံးသက်အကုန်လုံးကိုခြုံပြီးပြန်ပြီးသုံးသက်ရမယ်ဆိုတော့ဒေါ်လာရေးရဲ့အရွေးတစ်ခုကိုအခုဒီဟာထွက်လာတဲ့ဟာကဘယ်လိုမျိုးတက်ရောက်မှုရှိနိုင်မလဲဆိုရင်တော့အများကြီးအဲ့လိုမျိုးကြီးတော့တက်ရောက်မှုတော့မရှိနိုင်ဘူးပေါ့နော်ဒီဟာကဒီ CDM တွေအတွက်ကိုကျွန်တော်ပွင့်လင်းပြောရမယ်ဆိုရင်တော့လောလောဆယ်မှာနှစ်သိမ့်ပေးလိုက်တဲ့ law တခုလို့ပေါ့ကျွန်တော်မြင်ပါတယ်လို့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါခင်ဗျအခုလိုဆွေးနွေးပေးသွားတဲ့ဆရာမအမရာဟိန်းလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီဥပဒေကလက်ရှိတော်လှန်ရေးအတွက်ကိုတော့အများကြီးတက်ရောက်မှုမရှိနိုင်ဘူးဆိုတဲ့ဆွေးနွေးသုံးသပ်ချက်ကိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ကျွန်တော်နောက်မိကွန်းတစ်ခုကိုတော့ကျွန်တော်ဆရာဥဒုခကိုပြန်ပြီးလှည့်ပေးချင်ပါတယ်နဲ့ပတ်သက်ပြီးပေါ့နော်လက်ရှိထောက်ခံသူတွေရှိသလို CDM မှာမပါခဲ့တဲ့နိုင်ငံဝန်ထမ်းတွေကိုရေးယူမယ်ဆိုတာဒီဒီမိုကရေစီစံနှုန်းလူခွင့်ရေးစံနှုန်းနဲ့မညီတဲ့ပြဋ္ဌာန်းချက်တွေနဲ့ပတ်သက်ပြီးတော့ကန့်ကွက်တဲ့ဝေဖန်ထောက်ပြမှုတွေလည်းကျွန်တော်တို့တွေ့ရတာပေါ့နော်ဒီပေါ်မှာ CDM ဥပဒေကဒီမိုကရေစီစံနှုန်းလူခွင့်ရေးစံနှုန်းတွေနဲ့ဘယ်လိုပုံစံတွေထိခိုက်နေတယ်လို့မြင်ရလဲပေါ့နော်ဒီပေါ်မှာလည်းဆရာရဲ့သုံးသပ်ချက်လေးကိုဆွေးနွေးပေးပါအောင်ခင်ဗျဟုတ်ကဲ့ဗျဒီဥပဒေကလူအခွင့်အရေးချိုးဖောက်တယ်လို့သုံးသပ်ထားတာတွေတချို့တစ်ဝက်ရှိတယ်ပေါ့လေအဲ့တော့ဘယ်အချက်တွေလဲဆိုတော့ကျွန်တော်ကတော့လူခွင့်ရေးအလိုချိုးဖောက်တယ်လို့တော့မမြင်ပါဘူးဒါပေမဲ့လို့လုံးဝဥဒုံပြီးပြည့်စုံတဲ့တစ်ချိန်နဲ့ပြည့်စုံတဲ့ဥပဒေဆိုတာတော့ရှားမယ်လို့ထင်ပါတယ်ဒါတော်လိုင်းရေးအလွန်ကာလမှာကျွန်တော်တို့ဒီလက်တွေ့ကျင့်သုံးလိုက်တဲ့အခါမှာဒီဥပဒေကိုလက်တွေ့ကျင့်သုံးလိုက်တဲ့အခါမှာပြန်ပြီးတော့မှကျွန်တော်တို့modify ပြန်လုပ်เสียတော့ရှိကိုရှိမှာမြေပြင်အခြေအနေနဲ့ပြန်တွေးပြီးတော့လုပ်တာတော့ရှိမှာပါဗျထူးထူးခြားခြားလိုကြီးချုပ်ပေါက်တယ်ဆိုတာကတော့ကျွန်တော်တို့မတွေးပါဘူးဆိုတာနန်းမှာလည်းပဲသူနန်း
တာမန်ရိုးရိုးနန်းလားဟုတ်လားပြည်သူလူထုကိုဒုက္ခပေးနေတယ်လားစီရီယန်တွေကိုဒုက္ခပေးနေရလားဒလန်လုံးနေတာလားစီးတောက်တိုင်ဖြစ်နေတာလားသူအစားစားနဲ့သူဖြစ်ပြီးတော့မှပထမဒီဥပဒေမထွက်ခင်နန်းစီရီယန်နဲ့ပတ်သက်တဲ့ညွှန်ကြားချက်ဒီမှာကိုကလာအမျိုးအစားတွေသူတို့ခွဲပြီးတော့ပြောထားတာရှိတဲ့အတွက်ဒီမှာလည်းပဲအပြစ်လုပ်တဲ့နန်းကအပြစ်ကိုခံစားရမယ်သဘောပဲကျွန်တော်တို့ကတွေးတာပါတာမန်စကားစားအောင်မှာဒီတိုင်းလေးဝန်ထမ်းအနေနဲ့တာမန်တောက်တိုင်အနေနဲ့လက်ပတ်နေတဲ့ဟာကတော့အဲ့မှာဝန်ထမ်းဖြစ်တယ်ကျွန်တော်တို့နောက်ဆိုရတက်လာမယ်နောက်ဆိုရတက်လာရင်ဒီမှာဖြစ်တဲ့ဝန်ထမ်းကကျွန်တော်တို့ဝန်ထမ်းဖြစ်ကျွန်တော်တို့အတိအမှတ်ပြုမှာမဟုတ်ဘူးလူပင်စင်လာစာခန်းဆောင်ခွင့်ပါညာကျွန်တော်တို့ရှိမှာမဟုတ်ဘူးဟုတ်လားတာမန်လည်းဖြစ်မှာပါတာမန်ထက်လွန်ခဲ့တဲ့ခုနပြည်သူကိုဒုက္ခပေးနိုင်တဲ့အနေအထားမှာကျတော့တာမန်ထက်ကျွန်တော်တို့အေးအေးယူမှုတွေဒါရှိလာမှာပေါ့ဗျာအဲ့တော့ဘယ်သူ့မှတော့ဒါဘယ်နှန်းကိုမှဥတီပြီးတော့တူဦးတယောက်ကိုဥတီပြီးချုပ်ဖောက်ဖို့ရည်ရွယ်တယ်လို့တော့ကျွန်တော်တော့မတွေ့ပါဘူးခင်ဗျထပ်ပြီးတော့ဗောနော်ဒီမေကွန်းဆရာဦးကျော်စီကပြန်ပြီးလှည့်ပေးချင်တာဗောနော်ကျွန်တော်ဒီ CDM ဥပဒေနဲ့ပတ်သက်ပြီးတော့ထောက်ခံသူတွေရှိသလိုဒီ CDM မှာမပါဝင်ခဲ့တဲ့နိုင်ငံဝန်ထမ်းတွေကိုရေးယူမယ်ဆိုတာဒီမိုကရေစီစံနှုန်းလူခွင့်ရေးပြဋ္ဌာန်းချက်တွေနဲ့မညီဘူးဆိုတဲ့ကန့်ကွက်ချက်တွေကိုလည်းကျွန်တော်တို့ကြားရတာဗောနော်ဒီ CDM ဥပဒေကရောတကယ်ဒီမိုကရေစီစံနှုန်းလူခွင့်ရေးစံနှုန်းနဲ့ဘယ်လိုပုံစံတွေထိခိုက်နေတယ်လို့မြင်ရလဲဗောနော်ဒီပုံမှာလဲဆရာရဲ့သုံးသပ်ချက်လေးကိုဆွေးနွေးပြပါအောင်ခင်ဗျပြောရမယ်ဆိုရင်တော့ဒါဒီဥပဒေတရက်ကပေါ့နော်ကျွန်တော်တို့ကပြဋ္ဌာန်းလိုက်ပြီဆိုရင်အဓိကbinding force ဖြစ်ဖို့လိုတာပေါ့နော်စီနောင်မှုကောင်းမှုလိုတယ်မဟုတ်ဘဲနဲ့စာရွက်ပေါ်မှာပဲဆိုရင်တော့ကျွန်တော်တို့ကဒါပါလဲဆိုတော့တရားအမြောက်လိုပဲပေါ့နော်ကျွန်တော်တို့ကအတန်မဲ့ညီတယ်အဆန်မပါဘူးပေါ့နော်ဒါပထမဆုံးအနေနဲ့ပြောချင်တာပေါ့ပြီးတော့ဒီဥပဒေထဲမှာပြဋ္ဌာန်းချက်တချို့ဘာလို့တွေ့ရလဲဆိုတော့လူခွင့်စံချိန်စံညွှန်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီ CDM လုပ်ချင်းမလုပ်ချင်းဆိုတာကိုအရင်ဆုံးပြောရမယ်ဗျဟုတ်ပြီ CDM လုပ်တယ်ဆိုတာကကျွန်တော်တို့ကကိုယ်ယုံကြည်ချက်ခံချက်ကြောင့်လည်းပါတယ်နောက်တစ်ခုကဘာလဲဆိုတော့တချို့ကလှုပ်ချင်ပေမဲ့လည်းပဲအခြေအနေအကြောင်းကြောင့်ပေါ့နော်ကိုယ်မိသားစုအခက်အခဲအများကြီးပေါ့နော်ဒါပေမဲ့ CDM လှုပ်လာတဲ့ဝန်ထမ်းတွေကမိသားစုအခက်အခဲမရှိလို့လားဆိုရင်အားလုံးကတော့ရှိကြတာပဲဒါကြောင့်လည်းကျွန်တော်အရှိမယုံကြည်ချက်ခံချက်ပေါ့နော်ဒါကိုအရင်ဆုံးစကားပြောကြတယ်ယုံကြည်ချက်ခံချက်ကွာတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဒါကဒီကိုယ့်ရဲ့ရွေးချယ်ခွင့်ပေါ့နော်ရွေးချယ်ခွင့်လည်းရှိတယ်နောက်တစ်ခုကဒီမိသားစုဘဝနဲ့ထပ်ပြီးတော့လောင်ကြီးထမ်းရတဲ့အလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ဒါကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတွေနဲ့တွားပြီးတော့ဒီပတ်သက်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီဟာကိုကျွန်တော်တို့ကတွားပြီးတော့အတင်းကျပ်ဥပဒေနဲ့တွားပြီးတော့ CDM လုပ်ပါ CDM မလုပ်ရင်ရန်သူပဲလို့တွားပြီးတတ်မှတ်ခြင်းရဒါကျွန်တော်တို့ပြောရမယ်ဆိုတော့စစ်ကောင်စီက CDM တွေကိုအညှိုးထားတဲ့ပုံစံနဲ့တွားတူနေခင်ဗျားတို့ CDM လုပ်ရင်ဒါစစ်ကောင်စီရဲ့ရန်သူပဲဖမ်းမယ်နှိပ်စက်မယ်ထောင်ချမယ်အမျိုးမျိုးလုပ်မယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဘက်ကလည်းပြည်သူအစိုးရကလည်းပဲ CDM မလုပ်တဲ့ဝန်ထမ်းတွေကိုဥမာရှိပါတယ်ပြဋ္ဌာန်းချက်ထဲမှာနော်ပြည်ပဆောင်မှုပွဲရလက်တွေကိုပယ်ဖျက်ပလိုက်တာတော့ဆိုတော့ပြီးရင်နောက်တစ်ခုကဒီသူ့ရဲ့ယာရုအလိုက်ပြည်ပထွက်ခွာခွင့်ပိတ်ပင်တာတို့ပေါ့နော်ဒါတွေကိုဆောင်ရွက်မယ်ဆိုပြီးဒီဥပဒေထဲမှာပြဋ္ဌာန်းချက်တွေထဲမှာပါတာတွေ့ရတယ်ဆိုတဲ့ခါကျတော့ဒါကကျွန်တော်တို့ကစစ်ကောင်စီနဲ့တပုံစံနဲ့လို့တွားပြီးတော့တုံးတက်လို့ရတယ်ငါနဲ့မတူငါရန်တူဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကတွတ်တွေ့ရတယ်ပြီးရင်နောက်တစ်ခုကဒီပြည်ပဆောင်မှုပွဲရလက်တွေကိုကအစဒီရလက်တွေကိုပယ်ဖြတ်မယ်ပေါ့နော်ပယ်ဖြတ်မယ်ဆိုရင်ဟုတ်ပြီကျွန်တော်တို့ကအခြားသောနိုင်ငံတစ်ခုရဲ့ပေါ့နော်အခြားသောနိုင်ငံတစ်ခုရဲ့သူ့ရဲ့စံတတ်မှတ်နှုန်းတစ်ခုကိုလည်းကျွန်တော်တို့ကတွားပြီးဒီဥပဒေကချိုးဖောက်ရမရောက်ဘူးလားပေါ့ဥပမာဒီကျွန်တော်တို့အာဏာသိမ်းထားတဲ့ကာလမှာဝန်ထမ်းတယောက်ကနေပြီးတော့သူ့ရဲ့ဒီ professional အရာအခြားပြည်ပဆောင်မှုတစ်ခုမှကျွန်တော်တို့ဘွဲတစ်ခုရလိုက်တာပဲဖြစ်ဖြစ် certificate တစ်ခုရလိုက်ပါဖြစ်ဖြစ်ရလက်တစ်ခုထွက်ခဲ့တာပဲဖြစ်ဖြစ်ဒီရလက်တွေကိုလည်းပယ်ဖြတ်မယ်ဆိုရင်တော့ဒါကလူခွင့်ရေးချိုးဖောက်တာလည်းဖြစ်တယ်လို့တခြားနိုင်ငံရဲ့စံတတ်မှတ်နှုန်းတစ်ခုကိုလည်းချိုးဖောက်ရတယ်ရောက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီCDM နန်း CDM တွေကို CDM လုပ်ပါဆိုတာကကျွန်တော်စီတုံရေးစွမ်းရည်နဲ့ပဲတွားမယ်ကိစ္စမျိုးဗျဥပဒေနဲ့တွားလို့မရဘူးပြီးတော့မှမလုပ်တဲ့အတွက်ဥပဒေနဲ့အရေးယူမယ်ဆိုတာကဒါကဒါလူခွင့်ရေးစံချိန်စံညွှန်းနဲ့လည်းကိုက်ညီတယ်လို့ကျွန်တော်တို့ဘလို့မှပြောလို့မရဘူးပေါ့နော်ဒါကလူရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်လွတ်လပ်စွာယုံကြည်ခွင့်ရှိတယ်နော်ဒါလူတယောက်ရဲ့
သူ့ရဲ့ဆုံးဖြတ်ပိုင်ခွင့်ပဲအဲ့ဒါကိုကျွန်တော်တို့ကဥပဒေနဲ့တွားပြီးတော့ထိန်းချုပ်လို့မရဘူးပေါ့နော်ဒါကကျွန်တော်တို့တာမန်ဒါတော်အာနာသိန်းလို့တော်လန်ရေးကာလဖြစ်လို့ဒါ non CDM လို့ကျွန်တော်တို့ကပြောကြတာပေါ့နော်ဒီမှာကျွန်တော်တို့က non CDM ဖြစ်တိုင်းကျွန်တော်တို့ကဒါဒီ criminal case တစ်ခုခုကိုကျူးလွန်တာမဟုတ်ဘူးကြီးလေးသောချိုးဖောက်မှုတွေကျူးလွန်နေတာမဟုတ်ဘူးသူတို့ကရုံးမထွက်နိုင်လို့အတွက်ဒီအစိုးရရှိမှာပဲဒီစစ်ကောင်စီလက်အောက်မှာပဲသူတို့ဆက်ပြီးတော့ပုံနေမြဲကြားနေမြဲနဲ့နေရတာရှိတချို့ဆိုလို့ချင်းအခုကြံခဲ့တဲ့ဒေါန်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့မှာဆရာတို့လည်းကြားမှာပါနော်ပန်းတပိတ်မှာပါဝင်ခဲ့တဲ့ဒီ MRT54 ကဒီကျွန်တော်တို့အကြီးတန်းစေးတရားဆိုရင်ချက်ချင်းဖန်ခံလိုက်ရတယ်ဆိုတော့ non CDM တွေထဲမှာလည်းပဲဒီကျွန်တော်တို့တော်လန်ရေးဘက်ကိုပေါ့နော်စိတ်အားထက်သန်တဲ့ဝန်ထမ်းတွေအများကြီးရှိပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဥပဒေနဲ့တွားပြီးတော့အခုလိုအဟံတားလုပ်လိုက်တဲ့အခါကြလို့ရှိရင်ဒါတချို့ဆိုရင်ဒါနောက်တောင်ပြန်ဆုတ်သွားနိုင်တယ်ပေါ့ပြီးရင်နောက်တစ်ခုကဒီကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံရဲ့အနေအထားဆရာတို့လည်းသိကြပါရဲ့เนาะကျွန်တော်တို့ပထမဆုံးမှာကျွန်တော်တို့ကိုဗစ်တွေဖြစ်တယ်ကိုဗစ်ဖြစ်တော့ဖြစ်ပြီးတဲ့ခဏငြိမ်လုံးရှိတယ်ကျွန်တော်တို့အာဏာသိမ်းမှုတွေဖြစ်တယ်ပြီးလို့ချင်းကျွန်တော်မိုးချစိုက်ကလုံးမုန်တိုင်းဖြစ်တယ်ပြီးလို့ချင်းရေကြီးရေချမ်းတဲ့အိမ်တွေပြိုတဲ့လူတွေတေးကြီးတဲ့အခုနောက်ဆုံးကျွန်တော်တို့ငလင်လောက်တဲ့မြို့ကြီးတွေဆိုရင်80-90ရာခိုင်နှုန်းတော့ပျက်စီးသွားတာရှိတယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဒီအကြက်တဲကာလကစင်ကဲဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုယ်တိုင်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအများကြီးလိုနေအဲ့တော့ကျွန်တော်ပြည်တွင်းမှာရှိနေတဲ့လူတွေကတော်လိုင်းဘက်ကိုပေါ့နော်ပုံဩဖို့စိုက်ထုတ်ဖို့ဆိုတာကအင်မတန်ကိုရှားပါသွားပြီအဲ့တော့ကျွန်တော်တို့ကဘာလို့ပြန်ပြီးတော့အားကိုးလာတော့ပြည်ပို့ပြီးတော့အာယုံဆိုင်လာတော့ပြည်ပမှာရောက်နေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေတော်လိုင်းအင်အားစုတွေပြီးလို့ရှိရင်ပြည်တွင်းမှာရှိနေသေးတယ်ကျွန်တော်တို့ပုံမှန်ဝင်မပြတ်ပေါ့ဗျာရနေတာဆိုတော့ဒီ CDM တွေရှိတာသူတို့ထက်ကလည်းပဲတချို့ဆိုရင်တော်လိုင်းရေးကိုဝိုင်းပြီးတော့အမည်မဖော်လို့ပဲကူညီကြတာရှိတယ်ပေါ့နော်ဒီဥပဒေပြဋ္ဌာန်းလိုက်ခြင်းအတွက်ဘာကိုအဟံတားဖြစ်သွားစေလဲဆိုတော့ဟာတော်လိုင်းရေးအောင်သွားလို့ရှိရင်ဥပမာဒီဥပဒေထဲမှာပါပါတယ်ပြန်နှောင်းဝင်အရာရှိနဲ့အထက်ဆိုလို့ရှိရင်ကျွန်တော်တို့ကယာတုကထုတ်ပယ်တာတို့ပြန်နှောင်းဝင်အရာရှိအောက်ဆိုလို့ရှိရင်ဥပမာဒီယာတုလျှော်တာတို့ပေါ့နော်ဒါမျိုးတွေဆောင်ရွက်မယ်ဆိုတော့ဒီပြန်နှောင်းဝင်အရာရှိတဲ့အထက်အရာရှိတွေတဲကနေပြီးတော့ဥမာဖျက်တိလုံနေတဲ့ပုံကိုမျိုးတွေပြန်နှောင်းဝင်အရာရှိအောက်ကနေပြီးတော့တော်လိုင်းရေးကိုတစိမ့်တစကူပေးနေတဲ့ဝန်ထမ်းတွေအနေနဲ့ဆိုရင်ကျွန်တော်ဒါဆိုရင်စဉ်းစားတော့မှာဟာတကယ်လို့မြတ်တော်လိုင်းအောင်သွားရင်တော့ငါကတော့ငါတို့ကတော့အရေးယူခံရတော့မှာပဲဆိုတာမျိုးအတွေ့မျိုးတွေဝင်လာလို့ချင်းကျွန်တော်တို့ကတဖြည်းဖြည်းနဲ့တော်လိုင်းရေးမအောင်လာအောင်ပေါ့နော်မအောင်လို့အနောက်ကိုပြန်ပြီးတော့ဆုတ်လာတဲ့အခင်းမျိုးချင်းမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီလောက်တော့တုံးသက်ပြီးလို့ရပါတယ်ဟုတ်ကဲ့ဒီမိကုန်းပေါ့နော် ဟုတ်ကဲ့ပါခင်ဗျဒီဥပဒေနဲ့ပတ်သက်ပြီးတော့ဗောနော်တေချာလူခွင့်ရေးစံနှုန်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးသွားတယ်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်မိကုန်းတစ်ခုဆက်ပြီးသွားလိုက်မယ်နော်ကျွန်တော်နောက်ထပ်မိကုန်းတစ်ခုကတော့ဟိုဆရာမအမရာဟိန်းကိုပြန်အလှည့်ပေးချင်ပါတယ်ဒီ CRPH ကလွတ်တော်အဆင့်မဟုတ်ပဲပေါ့နော်ကျွန်တော်ဒီလွတ်တော်ကိုစားပြုတဲ့ကော်မတီအဆင့်နာဖြစ်တယ်လို့တုံ့တက်တာတဲ့သူတွေရှိတယ်ဒီအနာဂတ်မှာ Federal Democracy တိဆောက်တဲ့လမ်းကြောင်းပေါ်မှာ CRPH ကနေထုတ်ပြန်လာမယ့်ဥပဒေကဘယ်လောက်ထိကိုတက်ရောက်မှုတွေရှိနိုင်လဲပေါ့နော်ဒီပေါ်မှာလဲဆရာမရဲ့အမြင်သုံးသပ်ချက်လေးကိုဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ပါဆရာကျွန်တော်အခုလက်ရှိဒီ CRPH ကထုတ်တဲ့ဒီဥပဒေတွေပေါ့နော်အဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကယ်၍ဒါကျွန်တော်နောက်ပိုင်းမှာကျွန်တော်တို့ရဲ့ဒီတရားဝင်ပြေကောက်ခံထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လွှတ်တော်အသစ်တွေပေါ်လာမယ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တွေပေါ်လာမယ်ပြီးရင်ကျွန်တော်တို့ Federal ကိုသွားမယ်ဆိုရင်တော့ကျင်းသေးတာကအခုလက်ရှိ CRPH ကထုတ်ထားတဲ့ဥပဒေကိုကျွန်တော်တို့ပြန်လည်ပြီးတော့အတည်ပြုဖို့အတွက်တော့လိုအပ်မယ်လို့ထင်တယ်ပေါ့နော်ပြီးဒီတချို့ကွာဟမှုတွေပေါ်မှာပြန်လည်ပြင်ဆင်တာမျိုးတွေအဲ့လိုမျိုးတွေတော့လိုမယ်ပြန်လည်တည်ဆောက်တာမျိုးတွေလိုမယ်ပေါ့နော်ဆိုတော့ဒီဟာကိုတရားဝင်အတည်ပြုဖို့အတွက်တော့ပြန်ပြီးတော့လိုမယ်တခါတည်းကောက်ပြီးတော့ကျွန်တော်တို့သုံးလိုက်လို့လည်းအဆင်မပြေဘူးပေါ့နော်ဟုတ်ကဲ့ကျွန်တော်အဲ့လောက်ပဲဆွေးနွေးချင်ပါတယ်လို့ဟုတ်ကဲ့ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဆရာမထပ်ပြီးတော့ကျွန်တော်ဒီမေးခွန်းကိုမယ်ဆရာဦးကျော်ဆရာကိုပြန်ပြီးလှည့်ပေးချင်ပါတယ်ကျွန်တော်ဒီ CRPH ကလွတ်တော်အဆင့်မဟုတ်ပဲねပေါ့နော်လွတ်တော်ကိုစားပြုကော်မတီစင်တာရှိတယ်ဆိုပြီးကျွမ်းကျင်သူတွေသုံးသပ်ထောက်ပြတာရှိတယ်ဒီအနာဂတ်မှာ Federal Democracy တိဆောက်တဲ့လမ်းကြောင်းပေါ်မှာပေါ့နော် CRPH ကနေထုတ်ပြန်လာမယ့်ဥပဒေကဘယ်လောက်ထိအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲခင်ဗျဒီပေါ်မှာလဲဆရာရဲ့အမြင်လေးကိုသုံးသပ်ဆွေးနွေးပြပါအောင်ခင်ဗျဟုတ်ကဲ့ပါဆရာဆိုတော့ဒီကျွန်တော်တို့ဒီ CDM နိုင်ငံဝန်ထမ်းဥပဒေစတင်ဖြစ်လာတဲ့အခြေအနေကနေစပြောရမယ်ထင်တယ်ဒါကျွန်တော်
အထင်မမှားဘူးဆိုတော့ဒါကကျွန်တော်တို့ NUCC ကနေတင်သွင်းခဲ့တဲ့ပေါ့နော်ဒီ CDN နိုင်ငံCDN နိုင်ငံဝန်ထမ်းဥပဒေမူဝါဒဆိုတာကျွန်တော်2023ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာပေါ့နော်ကျွန်တော်တင်သွင်းခဲ့တာရှိပါတယ်အဲ့ဒီဥပဒေရဲ့အပိုက်3မှာဆိုအဲ့ဒီမူဝါဒရဲ့အပိုက်3မှာဆိုရင်သူကဘာပြောထားလဲဆိုတော့ဒီအဲ့ဒီမူဝါဒကိုအခြေခံပြီးတော့မှသူတို့ဒီမူဝါဒ၄ချက်ထွက်ပေါ်လာတယ်ပေါ့နော်အဲ့ဒီမူဝါဒရဲ့အပိုက်3မှာဆိုရင်ဘာပြောထားလဲဆိုရင်နောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ဥပဒေတွေနည်းဥပဒေတွေလုံထုံးလုံနည်းတွေကိုလိုအပ်တယ်လို့ဒီဆက်လက်ပြီးတော့ရေးဆွဲသွားမယ်ဆိုတဲ့အချက်တစ်ချက်ပါတယ်အဲ့ဒီအချက်ကိုအခြေခံပြီးတော့များဒီကျွန်တော်တို့စီရီယယ်နိုင်ငံဝန်ထမ်းဥပဒေဆိုတာဖြစ်ပေါ်လာတယ်လို့တော့ကျွန်တော်ကတော့မှတ်ချက်ပြုတယ်ပေါ့နော်မှတ်ချက်ပြုတယ်နောက်တစ်ခုက CRPH အနေနဲ့ပေါ့နော်လွတ်တော်အဆင့်မဟုတ်ဘဲနဲ့ကိုစားပြုကော်မတီအဆင့်ပဲရှိတယ်လို့ထောက်ပြတယ်ပေါ့နော်ထောက်ပြကြတယ်တချို့ကတော့လေဒါကဥပဒေပြဋ္ဌာန်းဖို့အတွက်ကိုဒလုံးတဲ့အခွင့်အာဏာရှိမနေဘူးဆိုတော့ဟာဒီပေါ့နော်ဆိုတော့ဆရာခုနကမေးခဲ့သလိုပဲအနာဂတ်ကာလမှာလဲ CRPH ကထုတ်ပြန်လာတဲ့ဥပဒေတွေဘယ်လောက်ထိထိထိရောက်ရောက်ဖြစ်ပြီးတက်ရောက်မှုဖြစ်မလဲကျွန်တော်ဒီဟာကိုခြုံငုံပြီးပြောရမယ်ဆိုရင်တော့အနာဂတ်ပေါ့နော်အနာဂတ်ဆိုတဲ့နေရာမှာပြောရမယ်ဆိုရင်ကျွန်တော်တို့အခုလက်ရှိ CRPH ဆိုတာဒါပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဖြစ်တယ်ကျွန်တော်တို့နိုင်ငံရဲ့လွှတ်တော်ဖွဲ့စည်းပုံအရကြည့်မယ်ဆိုရင်ကျွန်တော်တို့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ကိုယ်စားလှယ်တွေကနေပြီးတော့မှပြည်ထောင်စုလွှတ်တော်ကိုစားပြုကိုယ်စားလှယ်ဆိုပြီးတော့တွားကြတာဆိုတဲ့ခါကျတော့ဒီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဆိုတာကျွန်တော်တို့ကရွေးကောက်ပွဲကာလနဲ့ကြည့်မယ်ဆို2026ဇန်နဝါရီပိုင်းလောက်ဆိုရင်ကျွန်တော်တို့ဒါလွှတ်တော်တက်တန်းတစ်ပြက်ကုန်သွားပြီပေါ့နော်ကုန်သွားပြီဆိုတဲ့ခါကျတော့ခုနကမေကွန်အရာအနာဂတ်မှာထုတ်ပြန်လာမယ့်ဥပဒေတွေကဘယ်လောက်ထိတက်ရောက်နေလဲအနာဂတ်မှာကော CRPH ကဥပဒေတွေထပ်ထုတ်အောင်မလားဆိုတဲ့မေကွန်ကျွန်တော်မှရှိလာပေါ့နော်တကယ်တော့ကျွန်တော်ယူဆချက်အရာဆိုတော့ဒီ2026နှစ်ဦးပိုင်းဆိုရင်ကျွန်တော်တို့2020နိုဝင်ဘာလ10ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲကတန်းကာလကုန်သွားပြီကုန်သွားပြီဆိုတော့ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ရွေးကောက်ခံကာလကလည်းပဲကုန်ပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ကလွှတ်တော်ဆိုတာလေမရှိသေးဘူးပေါ့နောက်ရွေးကောက်ပွဲမဖြစ်မချင်းကိုကျွန်တော်တို့ကလွှတ်တော်ရှိတယ်လို့ပြောလို့မရဘူးပေါ့နော်အဲ့တော့မရှိတဲ့အခါကျတော့ဒီလွှတ်တော်ကိုစားပြုကော်မတီဆိုတာလည်းပဲကျွန်တော်အမြင်ဆိုရင်တော့မရှိတော့ဟုတ်ပြီအဲ့လိုမရှိတော့ဘူးဆိုရင်မရှိတော့တဲ့ကိုစားပြုကော်မတီကဘယ်လိုဖြစ်လို့ဒီဥပဒေတွေထပ်ထုတ်လာအောင်ပါလဲပေါ့ဒါကျွန်တော်မေကွန်းကျွန်တော်ရဲ့မေကွန်းပေါ့နော်ဆိုတော့ဒါမှမဟုတ်ကျွန်တော်တို့ကတော်လိုင်းရေးမပြီးမချင်းကိုကျွန်တော်တို့ကပြည်ထောင်စုလွှတ်တော်ဥမာကိုယ်စားလှယ်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဥမာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဆိုပြီးတော့တော်လိုင်းရေးကာလမပြီးမချင်းမှာဒီကော်မတီနဲ့ပဲဆက်လက်ပြီးရပ်တည်သွားကြအောင်ပါလားဒါမှမဟုတ်ရင်ဘယ်လိုပုံစံမျိုးနဲ့ဆက်သွားမလဲဆိုတာကျွန်တော်တို့ဒီ2026အစာပိုင်းဆိုရင်တော့ကျွန်တော်တို့ဒါညဝါထင်မြင်ရမယ်ထင်တာပဲပေါ့နော်ဆိုတော့ခုနကမေကွန်းကိုပြန်ကောက်ရမယ်ဆိုရင်ဟုတ်ပါတယ်တကယ်ဆိုတော့ CRPH ကတော့ဒီလွှတ်တော်အဆင့်မဟုတ်ဘဲနဲ့လွှတ်တော်ကိုကိုစားပြုထားတဲ့အဆင့်မှာပဲရှိပါတယ်ပြီးလို့ရှိရင်ဒီလွှတ်တော်ကိုစားပြုကော်မတီဆိုတာလည်းပဲကျွန်တော်တို့ရွေးကောက်ပွဲကာလနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်2026နှစ်စပိုင်းဆိုရင်ကျွန်တော်တို့ကပြီးဆုံးသွားပါပြီအဲ့တော့နောက်ပိုင်းမှာလည်းပဲသူတို့ဥပဒေတွေထွက်လာအောင်မယ်ဆက်လက်ရေးဆွဲနေအောင်မယ် CRPH အနေနဲ့ဆက်လက်ရပ်တည်အောင်မယ်ဆိုရင်တော့ဘယ်လိုအခွင့်အာဏာနဲ့ဘယ်လိုလုပ်ပိုင်ခွင့်နဲ့ဘယ်လိုမျိုးရွေးချယ်တင်မြှောက်မှုတွေနဲ့တွားမလဲဆိုတာတော့ကျွန်တော်ကနနာမသိနေဘူးပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီပုံမှာပေါ့နော်ကျွန်တော်ထပ်ဆင့်ပြီးမေးချင်တာဒီ CRPH ကဒီ2025အကုန်ဆိုလို့ရှင်ဒါရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့တက်တန်လည်းပြည့်ပြီပေါ့နော်9နှစ်အဲ့ဆိုလို့ရှင်သူတို့ကဒီတော်လန်ရေးကအပြီးမသက်သေးဘူးဆိုရင်ဒီတော်လန်ရေးကိုထပ်ဆက်ဖို့ကဒီ NUG တို့ CRPH တို့ရဲ့တရားဝင်မှုကိုဘယ်လိုမျိုးထပ်ပြီးဆောင်ရွက်တင်တယ်လို့ဆရာအနေနဲ့သုံးသပ်ပြီးလို့ရနိုင်မလဲခင်ဗျဟုတ်ကဲ့ဆရာဒီကျွန်တော်တို့လက်ရှိ NUG ကတော့လည်းပဲဒါဒီပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ရွေးချယ်တင်မြှောက်လိုက်တဲ့ပေါ့နော်လူတွေနဲ့ပြန်လည်ပြီးတော့ဖွဲ့စည်းထားတဲ့ဒါကျွန်တော်တို့တော်လိုင်းရေးအစိုးရဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ကဒါအခုမှဒီအခင်းချင်းလာတာမဟုတ်ဘူးကျွန်တော်တို့90ခုနှစ်တုန်းကလည်းပဲเนาะကျွန်တော်တို့ဒီမာနယ်ပလောမှာပဲကျွန်တော်တို့NCJUB ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့အဝေးရောက်ညွန်ပေါင်းအစိုးရဆိုတာလည်းဖွဲ့ခဲ့ပူပါတယ်အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်တို့ဒီလွှတ်တော်ကိုစားပြုကော်မတီတို့ဘာလို့တော့ကျွန်တော်မတွေ့ခဲ့ဘူးပေါ့နော်အဲ့ဒီကတော့အဝေးရောက်ညွန်ပေါင်းအစိုးရပေါ့နော်NCJUB ဆိုပြီးတော့ကျွန်တော်တို့ရှိခဲ့တယ်ဒါက2010ခုနှစ်
ကြမှာပဲကျွန်တော်တို့NLD ကနေပြီးတော့လွှတ်တော်ဒီရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့အခါမှာပဲမလိုအပ်တော့ဘူးဆိုပြီးတော့ဖျက်သိမ်းလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့တော်လှန်ရေးကာလမှာတော့တော်လှန်ရေးနဲ့ပတ်သက်တဲ့တော်လှန်ရေးအစိုးရတရက်ကတော့မဖြစ်မနေရှိနေရမှာပဲရှိနေဖို့လည်းလိုအပ်တယ်ဒါပေမဲ့ဒီပြုပြင်ပြောင်းလဲရေးတွေတော့လုပ်ဖို့တော့လိုနေတာရှိတာပေါ့ဗျာဒါအများလဲထောက်ပြနေကြတာပဲကျွန်တော်တို့စတင်ဖွဲ့စည်းခဲ့တဲ့ချိန်တွေကဒါကျွန်တော်တို့အဆင်ပြေသလိုပေါ့နော်အဆင်ပြေသလိုအမြန်ဆုံးဖွဲ့စည်းနိုင်ဖို့ကို UTP ဖွဲ့စည်းခဲ့ရတာဖြစ်တဲ့အတွက်ဒါကကျွန်တော်တို့ကလိုအပ်ရင်လိုအပ်တယ်လို့လည်းပြုပြင်ပြောင်းလဲပြီးတော့ဒီကျွန်တော်အမျိုးသားညီညွတ်ရေးအစိုးရကိုပြန်ပြီးတော့ပြင်ဆင်တင်တာတွေတော့ရှိတယ်ဒါပေမဲ့ပြင်ဆင်မှုအပိုင်းတွေမှာလည်းအင်မတန်အားနည်းကြတာပေါ့နော်အားနည်းကြတယ်ဆိုတာကတော့ဒါကျွန်တော်တို့မမြင်နိုင်တဲ့ကြပတ်ကြမပြောနိုင်တော့တဲ့အကြောင်းအရာတွေလည်းရှိနိုင်တာပေါ့လေနော်ဒါတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ယနေ့အချိန်ထိတော့ပြင်ဆင်မှုတွေလိုအပ်တဲ့ပြင်ဆင်မှုတွေကိုလုပ်နေတာမတွေ့ဘူးပေါ့နော်ဒါပေမဲ့ NUG အစိုးရကတော့ဒီကျွန်တော်တို့လွတ်တော်တက်တန်းကုန်ပြီဖြစ်တဲ့အတွက်မရှိသင့်တော့ဘူးလားဆိုတော့မဟုတ်ပါဘူးအစိုးရကတော့ဒီ CRPH မရှိနေလဲပဲ NUG အစိုးရကဆက်လက်ပြီးတော့ဒီတော်လိုင်းအစိုးရတရက်အနေနဲ့ရက်တည်နေလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှေ့မှာတာရကပြောခဲ့သလိုပဲ90ခုနှစ်တုန်းက NCJUB ဆိုတဲ့အဝေးရောက်ညွန်ပေါင်းအစိုးရလိုပဲဆက်လက်ရက်တည်လို့ရပါတယ်နော်။ဒါပေမဲ့ CRPH ဆိုတာကတော့ဆက်ပြီးရှိနေသည့်မရှိနေတဲ့ဆိုတာကတော့ကျွန်တော်တို့2010ခုနှစ်မှာမဲပေးခဲ့တဲ့မဲဆန္ဒနယ်တွေမဲဆန္ဒရှင်တွေအားလုံးရဲ့သဘောထားပုံမှာလည်းအများကြီးမူတည်တယ်ပေါ့နော်မူတည်တယ်ပေါ့ဟုတ်ဒီလောက်ပဲကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးထပ်ပြီးတော့ဖြည့်ဆော့ဆွေးနွေးပေးတာလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဆုံးမိကွန်းကိုရောက်ပြီပေါ့နော်ကျွန်တော်တို့ဒီနေ့စကားဝိုင်းမှာတော့ဒီနောက်ဆုံးမိကွန်းတော့ကျွန်တော်ဆရာဦးဒုက္ခကိုပြန်ပြီးလှည့်ပေးချင်ပါတယ်ဒီနောက်ဆုံးမိကွန်းအနေနဲ့ပေါ့နော်တော်လိုင်းကာလာနဲ့တော်လိုင်းအလွန်ကာလာမှာဒီ CDN နဲ့ CDN အနေနဲ့ပတ်သက်ပြီးဘာလုပ်တင်တယ်ဆိုတော့အကြံပြုချက်လေးကိုဆရာအနေနဲ့ပြောပေးစီချင်ပါတယ်ခင်ဗျဒီတော်လိုင်းရေးနဲ့တော်လိုင်းရေးအလွန်ကာလာမှာCDN နဲ့ CDN တွေဘာလုပ်တင်လဲဆိုတဲ့ဟာပေါ့လေအဲ့တော့ကျွန်တော်တို့ CDN တွေကတော့ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုလာပါဝင်လာတာဆိုတော့တော်လိုင်းတစ်လျှောက်လုံးမှာလည်းကျွန်တော်တို့အားလုံးကစိတ်ပါလက်ပါဝင်ခဲ့ကြတာပဲလာအကုန်လုံးကိုလည်းCDN အများစုကိုလည်းပဲကျေးဇူးအထူးတင်ပါတယ်တော်လိုင်းရေးအလွန်ကာလမှာလည်းကျွန်တော်တို့တော်လိုင်းရေးဒီနေ့ပြီးသွားတာနဲ့မနေ့ပြန်ကကျွန်တော်တို့ရွှေနိုင်ငံတော်ကြီးဖြစ်မှာမဟုတ်သေးတာအလွန်ကာလမှာကျွန်တော်တို့ပြန်လေတိဆောက်ရေးတွေလုပ်ရအောင်မှာဖြစ်တဲ့အတွက်အဲ့ကာလမှာလည်းပဲဒီအတိစိတ်တဲ့နေပဲ CDN လောက်လာခဲ့တဲ့စိတ်နဲ့ပဲနိုင်ငံကိုချစ်တဲ့စိတ်နဲ့ပဲဆက်ပြီးတော့ဒီပြန်လေထူထောင်ရေးမှာကျွန်တော်တို့အားသွန်ခွန်ဆိုင်ပါဝင်ကြရအောင်မှာပါပဲအဲ့ဒါကတော့ CDN ရဲ့ကဏ္ဍပေါ့ဒါတော်လိုင်းမှာလည်းအခုလည်းကြာရခန်းကဏ္ဍကနေဒါကျွန်တော်တို့ကြောင်းဆရာလုပ်တဲ့လူတွေရှိတယ်ဟုတ်လားပညာရေးဘုံမှာလုပ်တဲ့လူတွေရှိတယ်ဘယ်တော့မှဆေးမကူဘူးပဲနဲ့အခုစေတနာတက်ဟုတ်လားစေတသာလုပ်နောက်ကနေထောက်ဖို့လုပ်နေကြာရကဏ္ဍကနေတာဝန်ယူနေတဲ့ CDN တွေအများကြီးရှိပါတယ်သူတို့ကိုလည်းပဲကျွန်တော်အလွန်ပဲကျေးဇူးတင်ပါတယ်တော်လိုင်းရေးအလွန်ကာလမှာလည်းပဲဒီစိတ်နဲ့ပဲကျွန်တော်ပေါင်းဝင်ပြီးတော့မှနိုင်ငံတော်ဒီစာရေးကိုဆက်ပြီးတော့လုပ်ရမှာပါလုံးမယ်လို့လည်းကျွန်တော်တို့ယုံကြည်ပါတယ်နန်းစီရန်တွေဘာလို့တင်နေလို့ဆိုတော့နန်းစီရန်တွေကတော့ခုနပြောတဲ့နန်းစီရန်မှာအစဉ်စဉ်ခွဲထားတာတွေရှိမယ်အဲ့တော့ကျွန်တော်တို့ပြည်တံကြာစွဲမှုပြည်သူဒုက္ခပေးတဲ့အလုပ်မျိုးဟုတ်လားစကားစနဲ့အတူစိတ်ရာဇဝတ်မှုကျူးလွန်တဲ့ဟာမျိုးဟုတ်လားအဲ့ဒါမျိုးတွေသူတို့မလုပ်ဖို့ရှောင်ရှားဖို့လိုတယ်လို့ရရင်ရတယ်လို့အဆင်ပြေတယ်လို့ဒီပြည်သူဘက်ကိုပူပေါင်းပါဝင်ဖို့အတိတရားနဲ့ပြည်သူဘက်ကိုလာဘောနော်အချိန်ကအကောင်းမြင်တဲ့စိတ်ရှိပြီးတော့မှပြည်သူနဲ့တသားတည်းယက်တည်တာကတော့အချိန်နောက်ကျတယ်လို့မရှိပါဘူးသူတို့ကိုအမြဲတမ်းဝက်ကန်လုပ်နေမှာပေါ့စောဝင်လေတော့စောပြည်သူဘက်ရောက်လေပို့ပြီးတော့ကောင်းလေတော့ဟုတ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကရောက်တဲ့လူတွေကိုလည်းလက်ခံလို့ဒီနေ့ရောက်တဲ့လူတွေကိုလည်းပဲကျွန်တော်တို့လက်ခံနေကြအောင်မှာကြိုးစိုးနေကြအောင်မှာပါပဲခုနအပြစ်အတိမ်နဲ့ကတော့ကိုလှုပ်ခဲ့တဲ့ကျူးလွန်ခဲ့တဲ့ဟာတွေရှိရင်တော့အပြစ်ကတော့ခံရမှာပေါ့ဒါပေမဲ့လို့တာမန်စကားစအောင်မှာနေယုံနဲ့လာအမှုထမ်းယုံနဲ့ကျွန်တော်လက်နက်ကတာမန်အမှုထမ်းယုံနဲ့တော့သူတို့
မှာအဲ့လောက်ကြီးပြင်မှုဘာညာမရှိပါဘူးအဲ့တော့အချိန်မီသူတို့ဒီဘက်ကူပြောင်းဖို့ဝင်ရောက်ဖို့နောက်ကျတဲ့ဆိုတာမရှိဘူးဆိုတာရယ်တော်လိုင်းရေးအလွန်မှာလည်းပဲအခုလိုအလင်းဝင်ပြီးတော်လိုင်းရေးအလွန်မှာလည်းပဲဒီပြည်သူနဲ့တသားလည်းပူးပေါင်းပြီးတော့တက်ညီလက်ညီဆောင်ရွက်ဖို့သူတို့ပေါ့နော်အပြစ်စစ်ကြောတဲ့လူပဲပြောနောင်တလူပဲပြောမလွဲတာမရှောင်တာလို့မိသားစုစာဝေးနေအကြောင်းပဲဖြစ်လာကျွန်တော်တို့ကြုံတွေ့ပါတယ်တချို့ဆိုရင်မျိုးတွေပေါ်မှာစာဝေးနေမဟုတ်ဘူးဆိုရင်တော့အဖေအမေအဖိုးဖွားလာပြုစုမဲ့သူနဲတယ်တော့ကိုသူတို့စီရီယံလုံးရင်ရှောင်မပြေးနိုင်ဘူးရှောင်ပြေးရင်ဒီမိဘတွေရတော့လိုက်ပြီးတော့မှပင်မမခံနိုင်ဘူးအဲ့ဒီအကြောင်းတွေကြောင့်နေရတဲ့နန်းစီရီယံတွေလည်းရှိပါတယ်အဲ့တော့သူတို့လည်းပဲဖြစ်နိုင်တဲ့အချိန်မှာအမြန်ဆုံးဒီဘက်ကိုပူပေါင်းပါဝင်ပြီးတော့မှတော်လိုင်းအလွန်မှာလည်းပဲပြည်သူနဲ့ဆက်လက်ပြီးတသားတဲ့ဝိုင်းဝန်းကူညီလှုပ်ဆောင်သွားကြပါလို့ပဲကျွန်တော်ကတိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ထပ်ပြီးတော့ပေါ့နော်နောက်ဆုံးဖြည့်ဆွတ်အကြံပြုချက်အနေနဲ့ပြောပြဖို့ဆရာမအမရာဟိန်းကိုအလှည့်ပြန်ပေးချင်ပါတယ်ကျွန်တော်တော်လန်ရေးကာလနဲ့တော်လန်ရေးလွန်ကာလမှာ CDN နဲ့ပတ်သက်ပြီးဘာလို့တင်တယ်ဆိုတဲ့အကြံပြုချက်လေးကိုလည်းဆရာမအနေနဲ့ပြောပြပါအောင်ခင်ဗျဟုတ်ကဲ့ပါဆရာကျွန်တော်ဒီတော်လန်ရေးလက်ရှိကာလမှာလည်း CDN တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ကြာရခိုင်ခံတာမှာ CDN လုပ်တဲ့ CDN ပါဝင်ပြီးတဲ့အပြင်ကိုကျွန်တော်တို့လက်နက်ကင်ပဲဖြစ်တခြားကြာရခိုင်ခံတာမှာကိုယ်စွမ်းဉာဏ်စွမ်းရှိတဲ့လောက်ပါဝင်ပြီးတော့ဆောင်ရွက်နေကြတယ်ပေါ့နော်အဲ့အတွက်လည်းကျွန်တော် CDN တွေအကုန်လုံးကိုလည်းတကယ်လေးစားတယ်ကုန်နေပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်း CDM တပူဖြစ်တယ်ကျွန်တော်အနေနဲ့လည်းဒီဘက်မှာတခြားဒီတော်လိုင်းနဲ့ပတ်သက်တဲ့အလုပ်တွေကိုနိုင်သလောက်ပြီးတော့ဝိုင်းပြီးတော့ကူညီပေးနေရတယ်ဝိုင်းပြီးတော့တာဝန်ယူဆောင်ရွက်ပေးနေရတယ်ရှိရပေါ့နော်အဲ့လိုပဲတခြားဆရာဆရာမတွေလည်းဝိုင်းပြီးတော့ဆောင်ရွက်ပေးနေကြရတယ်ရှုံးကန်ဒီလိုပဲကျွန်တော်တို့ဒီဘော struggle လုပ်ရင်းနေပေါ့နော်ဒီကာလမှာကျွန်တော်တို့နန်း CDN တွေရှိမယ်နန်း CDN တွေအနေနဲ့ကတော့ကျွန်တော်တို့ချင်းချောက်မှုတွေကြောင့်ပဲနန်း CDN လုပ်နေရပဲဖြစ်ကျွန်တော်တို့မတက်တာတဲ့အခြေအနေရွေးချယ်စရာမရှိလို့နန်း CDN ဖြစ်နေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့သူတို့အနေနဲ့လည်းတက်နိုင်သလောက်ပြည်သူဘက်ကိုရက်တည်ဖို့ပြည်သူနဲ့အတူတူပူးပေါင်းမှုပြီးတော့နောက်တစ်ခုကပြည်သူအပေါ်ကိုကျမတို့အနေနဲ့ဘာမှထပ်ပြီးတော့ပြမှုပြည်သူကိုကျူးလွန်တာတွေမလုပ်ဖို့ကိုလည်းမလုပ်ဖို့တော့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတော်လန်ရေးအလွန်ကာလရောက်ပြီဆိုရင်လည်းကျွန်တော်တော်လန်ရေးအလွန်ကာလTC ကာလလည်းရှိမှာပေါ့နော်ဆိုတော့အဲ့ခါကျရင်တော့ဒီနန်စီရီယန်တွေကပြည်သူပေါ်ကိုကျွန်တော်အတင်းလုပ်ခဲ့တယ်ဆိုရင်အဲ့အတင်းလုပ်ခဲ့တဲ့ပြစ်ဒဏ်နဲ့ညီတဲ့ကျွန်တော်တို့ဒီဥပဒေရတရားစီရင်တဲ့ဟာခံရမှာပေါ့နော်ဆိုတော့အဲ့ဒီမှာကအဲ့ပါကြရင်တော့ကျွန်တော်ကိုယ်ပဲပြပြဖြစ်သွားမှာပါပေါ့နော်ဆိုတော့တစ်ခါလေကြာရင်ဒီလက်ရှိမှာတော့ဒီစားကားစားအောက်မှာပဲဝန်ထမ်းလုပ်နေတဲ့လူတွေရှိတယ်မလွဲတာမရှောင်လာတဲ့အခြေအနေအကြောင်းမျိုးကြောင့်သူတို့အလုပ်နေတယ်ဒါပေမဲ့ပြည်သူပေါ်မှာကျွန်တော်ကြီးမားကြီးလွန်ခဲ့တဲ့အပြစ်မရှိဘူးဆိုရင်ဒါသူတို့တက်ကတမျိုးဖြစ်လိမ့်မယ်ပြည်သူကိုအပြစ်လုပ်တဲ့လူအပြစ်လုပ်ခဲ့တဲ့ဒီကြောင့်ရာဇဝတ်မှုတွေပြစ်မှုတွေတစ်တန်တွေအမျိုးရှိမယ်ပေါ့နော်သူတို့အနေနဲ့ဒီလိုလုပ်ခဲ့တယ်ဆိုရင်တော့ကိုလုပ်ခဲ့တဲ့လုပ်ရက်ကိုဒီကာလမှာပြန်ပြီးတာဝန်ယူရမှာပေါ့နော်အဲ့လိုမျိုးရှိမယ်ကျွန်တော်တို့ဒီစီရီယန်တွေအနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီတော်လန်ရေးအလွန်ကာလမှာဒီအခုလိုပဲဆက်ပြီးတော့ပဲပေါ့နော်ကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ပြန်တိဆောက်တဲ့အချိန်မှာကျွန်တော်ကိုယ်စားညံစမ်းရှိတော့ကျွန်တော်ပါဝင်ပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်ပေါ့နော်ဟုတ်ဆရာအဲ့လောက်ပဲဆွေးနွေးကြပါရစေလို့ကျေးဇူးပါအကြံပြုဆွေးနွေးပေးသွားတဲ့ဆရာမအမရာဟိန်းလည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ထပ်ပြီးတော့ပေါ့နော်နောက်ဆုံးအကြံပြုဆွေးနွေးပေးဖို့ဆရာဦးကျော်ဆရာကိုပြန်ပြီးအလှည့်ပေးချင်ပါတယ်။တော်လိုင်းကာလာနဲ့တော်လိုင်းရေးလွန်ကာလာမှာပေါ့နော် CDN နဲ့ CDN တွေနဲ့ပတ်သက်ပြီးဘာလုပ်တင်လဲဆိုတဲ့အကြံပြုချက်လေးကိုလည်းဆရာဆွေးနွေးပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါဆရာအဲ့ဒီနောက်ဆုံးမေးခွန်းလေးမှာမဆွေးနွေးခင်မှာပေါ့နော်ဒီကျွန်တော်နည်းနည်းလေးပြန်ပြီးဖြည့်ဆွေးနွေးချင်တာကတော့ဒီဥပဒေမှာပေါ့နော်ဒီပြဋ္ဌာန်းထားတဲ့ဒီကျွန်တော်တို့ပြန်လဲကူစားရေးပေါ့နော်ပြန်လဲကူစားရေးအခန်းကဏ္ဍမှာဆိုရင် CDN တွေကိုအတိမပြုတာတွေဂုဏ်ပြုတာတွေချီးမြှင့်တာတွေနောက်တစ်ခုကဒီ CDM တွေနဲ့အနေနဲ့ CDM လုပ်တဲ့ကာလမှာဒီဥမာပစ္စည်းသိမ်းဆည်းခံလိုက်ရတာတွေရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမရွှေ့ပြောင်းနိုင်သောပစ္စည်းပေါ့နော်အိမ်ချိတ်ပိတ်ခံလိုက်ရတာတွေဒါတွေကိုပြန်လဲပြီးတော့ပြန်ပေးဖို့ကိစ္စတွေဒါမှမဟုတ်လို့ကျွန်တော်တို့ကဖန်ဆီးခံရလို့နှိပ်စက်ခံရလို့ကိုယ်ကတခုချိုးရင်းသွားတာလို့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတာလို့ဆိုရင်လည်းပဲကျွန်တော်တို့စိတ်ရုပ်စည်းကမ်းတွေမှာတသက်စေကူခွင့်လို့ပေါ့နော်အခမဲ့စေကူဒီလိုမျိုး
ပြတန်းချက်တွေကတော့ကျွန်တော်တို့ကဒါမျိုးကြိုးစိုးစရာပါဒါတကယ်လဲလုပ်ပြရမယ်အချက်တွေပါပဲဆိုတော့တကူကတော့ဘာရှိလဲဆိုတော့ဒါတွေကဝမ်းမြောက်ဝမ်းသာကြိုးစိုးရမှာဖြစ်ပြီမဲ့ဒါတွေကကျွန်တော်အမြင်ဆိုရင်တော့ဒါစောက်ပြင်းမှာအကြောင်းတကာဆိုသလိုပါပဲပေါ့နော်တော်လိုင်းအစမှလည်းပဲဒီဆရာတို့ဆရာမတို့ကြားဖို့မှာပေါ့ဒီလိုပဲကြီးညာချက်တွေထွက်ခဲ့တာပဲ CDM တွေကိုမူလလာတာအတိုင်းပုံမှန်လာတင်ထောက်ပံ့ပေးဖို့ဆိုပြီးတော့ကြီးညာချက်တွေထွက်လာတာပဲတကယ်တော့လည်းပဲဘာမှဖြစ်မလာပါဘူးเนาะလေပုံမှာပဲကျွန်တော်တို့ပျောက်ကွယ်သွားကြတာပါပဲဆိုတော့ CDM တွေကကျွန်တော်တို့မိသားစုစာဝင်နေရေးเนาะလုံခြုံရေးအစအရာမှာကျွန်တော်တို့ကခါးစည်းပြီးခံနေကြရတာအဲ့တော့ကျွန်တော်တို့တော်လိုင်းကာလမှာဆိုရင်တော့တော်လိုင်းကာလနဲ့တော်လိုင်းကာလအလုံးမှာပေါ့နော် CDM တွေ non CDM တွေပတ်သက်ပြီးဘာလို့တင်တယ်လဲဆိုလို့ရှိရင်တော့ CDM တွေကိုဒီတော်လိုင်းကာလမှာထောက်ပံ့မှုဆိုတဲ့နေရာမှာခုနကဆရာမအမရာဟိုင်းပြောသလိုငွေကြေးကိုပြောတာမဟုတ်ပါဘူးเนาะသူတို့ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ထောက်ပံ့မှုတွေဒါတွေကိုလုပ်ပေးရပါမယ်လုပ်ပေးဖို့လိုပါလိမ့်မယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မိသားစုတွေလိုက်တချို့ဆိုရင်ထွက်လာကြတာတွေရှိတယ်တချို့ဆိုရင်ကိုယ့်ရဲ့ professional life ကိုစွန့်လွတ်ပြီးတော့မှเนาะခြားနီးစပ်အတိုင်းပြည်တွေမှာခိုလုံပြီးတော့ပလုံကောက်စားနေရတဲ့ CDM တွေเนาะဆက်ချုပ်နေရတဲ့ CDM တွေဒါကျွန်တော်တို့မျက်မြင်မှာပဲဒီမုတ်တီချက်ရောက်နေတဲ့เนาะမုတ်တီလေးချက်ပြီးစပိန်နဲ့လိုက်ပို့နေတဲ့အပမောက္ခတွေကတိခါတွေတက်ကတူရဲ့အများကြီးတွေ့ရပါတယ်เนาะဆိုတော့အခက်အခဲတွေကိုကျွန်တော်တို့ကရေတိုမဟုတ်ဘူးဗျာ6လတစ်နှစ်ဒီလောက်ဆိုရင်တောင့်ခံနိုင်သေးတယ်သူကနှစ်က4နှစ်ထဲလဲဝင်လာပြီဆိုတဲ့အခါကျတော့တောက်ခံနိုင်မှုအင်အားကဘလို့မှမရှိတော့ဘူးအဲ့တော့ဒီ CDM တွေနဲ့ CDM မိသားစုဝင်တွေကိုအထောက်ပံ့ပေးဖို့နောက်ကသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတချို့သားသမီးတွေဆိုရင်ကျွန်တော်စစ်ကြုံပညာရေးအလိုမရှိထွက်လာကြတယ်ပညာရေးတွေအခန်းပြတ်သွားကြတယ်နော်ဒါတွေကိုကျွန်တော်တို့ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေဒါတွေကိုလည်းဆောင်ရွက်ပေးဖို့လိုပါတယ်ပြီးရင်နောက်တစ်ခုကနီးစပ်ရအိမ်နီးချင်းနိုင်ငံတွေကိုဝင်ရောက်ခိုလုံနေတဲ့ဒီကျွန်တော်တို့ CDM မိသားစုတွေပေါ့နော်ဒီကျွန်တော်တို့ DCM တွေခိုလုံနေတဲ့ဥမာမီဇိုရမ်ဆိုလဲမီဇိုရမ်မဲဆောက်ဆိုလဲမဲဆောက်မလေးဆိုလဲမလေးပေါ့နော်သူ့ရဲ့တက်ဆိုင်ရာဒေတာအာဏာပိုင်တွေနဲ့အကောင်းဆုံးညှိနှိုင်းပြီးတော့သူတို့ရဲ့လုံခြုံရေးကိစ္စတွေကိုလည်းဆောင်ရွက်ပေးဖို့ဒါအင်တိုင်အတိုက်ဆောင်ရွက်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိကြားနေရတဲ့သတင်းတွေအရကျွန်တော်တို့ဒီမဲဆောက်ဒေတာမှာဆိုရင်ထိုင်းအာဏာပိုင်တွေကနေပြီးတော့ဒီကျွန်တော်တို့နေထိုင်ခွင့်အထောက်အထားမရှိတဲ့လူတွေကိုပိုက်စိတ်တိုက်ပြီးဖမ်းနေတဲ့သတင်းတွေနေ့စဉ်နဲ့အမျှကြားနေရတယ်ဆိုတော့တချို့ CDM တွေဆိုအဲ့ဒီဒေတာမှာနေကြတယ်သူနေထိုင်ခွင့်အထောက်အထားမရှိဘူးဘာကြောင့်မရှိလဲမလုံနိုင်လို့မရှိဘူးနေထိုင်ခွင့်အထောက်အထားလုံးမဆိုရင်မြန်မာငွေကျွန်တော်30 30ပုံဝန်းကျင်ကုန်ပါတယ်သူတို့မှာနေ့စဉ်နဲ့အမျှမိသားစုစားဝတ်နေရေးအတွက်တောင်မှပဲနော်မတက်နိုင်တဲ့ကြားနေရုန်းကန်နေတဲ့ကြားတွေကနှစ်စဉ်ဒီငွေကြေးပမာဏလောက်ကိုအကုန်ကြခံနေတဲ့အနေအထားမရှိနေကြဘူးဒါတွေကိုရောဘယ်လိုမျိုးအတက်နိုင်ဆုံးအာဏာပိုင်တွေနဲ့ဒီညှိနှိုင်းပြီးတော့ဆောင်ရွက်ပေးနိုင်မလဲလူခွင့်ရေးရှုထောင့်ကပဲဖြစ်ဖြစ်နော်ဒုက္ခတဲ့ရှုထောင့်ကပဲဖြစ်ဖြစ်ဒါတွေကိုအင်တိုင်အတိုက်လုပ်ဖို့လိုပါပဲလက်ရှိမှာတော့ဒါတွေအားနည်းနေတာလေမြင်ရတယ်ပေါ့နော်နောက်တစ်ခုကဒီ CDM တွေကမိသားစုဝင်တာသမီတွေကျွန်တော်တို့မဲအနည်းဆုံးပြောမယ်ဆိုတော့မဲဆောက်လို့ဒေတာတွေပေါ့နော်အများဆုံးသူတို့ရဲ့ပညာရေးဘာရှိလဲ GED ဟုတ်ပြီ GED ကိုနော်ဒါအင်မတန်ဈေးနှုန်းကြီးနဲ့တက်ရတာပါဟိုဈေးနှုန်းချိုတာသွားနဲ့ migrant school တွေဆိုပေမဲ့အခမဲ့တက်ရတာမဟုတ်ပါဘူးနော်စာမွေးငွေကြေးတွေလစဉ်ကြေးနဲ့ပေးပြီးတက်ရတယ်ဟုတ်ပြီဒီ GED ပြီးသွားရင်ဒီသားသမီးတွေမလုပ်ပါလေလက်နက်ပြောင်းသွားပြီဘာမှမရှိဘူးဆိုတော့ဒါတွေကိုဘယ်လိုမျိုးဆက်လက်ပြီးတော့သူတို့ရဲ့တကူရေးဖွံ့ဖြိုးတိုးတက်ရေးတွေပညာရေးတွေကိုဘယ်လိုမျိုးဆောင်ရွက်ပေးမလဲဒီဟာတွေကိုလည်းကျွန်တော်တို့တည်တည်ချာချာလေးကိုဒီ interact နဲ့ဆောင်ရွက်ပေးသင့်ပါတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ CDM တွေပေါ့နော်လွတ်မြောက်ဒေသကိုရောက်လာတဲ့ CDM တွေသူတို့မှာလေးလာနိုင်မှုအကောင်းတဲ့အခါကျတော့တချို့ CDM တွေဆိုရင်ကျွန်တော်ကြားမိတယ်ဗျကိုရီးယားလိုနိုင်ငံမျိုးမှာပညာတော်သင်ရတယ်ဒါပေမဲ့တွားဖို့အတွက် visa process တွေအဆင်မပြေဘူးကျွန်တော် passport တွေအဆင်မပြေဘူးနောက်တစ်ခုကစိုးဘောကဘာတွေ့ရလဲဆိုတော့တချို့ CDM တွေဆိုရင်ကျွန်တော်က905တွေပါလာတယ်905ထုတ်ခံထားရတာတွေရှိတယ်ဆိုတော့အဲ့ဒီအခြားနိုင်ငံတွေကိုတွားတော့မယ်ဆိုလို့ချင်းသူတို့ရဲ့စာရွက်စာတမ်းတွေ notice ပြန်တဲ့ကိစ္စပြည်တွင်းမှာလည်းပဲ notice ဘယ်မှပြန်လို့မရဘူးဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ဒီဘက်ကိုဥမာဆိုကြပါစို့အိန္ဒိယနိုင်ငံတနိုင်ငံလွတ်မြောက်တဲ့ဒေသကိုရောက်နေဆိုတော့အဲ့ဒီ
သူတို့မှာရှိနေတဲ့စာရွက်စာတမ်းတွေကို notary ပြန်ဖို့ဘယ်ဌာနဘယ်သူကနေပြီးတော့တာဝန်ယူပေးမှာလဲဒီကိစ္စကျွန်တော်လည်းစုံစမ်းပြီးပါပြီ notary ပြန်ခွင့်ရတာမရှိသေးပါဘူးဆိုတဲ့ခါကျပြည်တွင်းမှာလည်းပြန်မပေးဒီဘက်ကျွန်တော်တို့တော်လိုင်းရေးအစိုးရကလည်းပဲပြန်ပွင့်နိုင်တဲ့အခွင့်အာဏာမရှိဘူးဆိုတော့အဲ့ဒီ CDM တွေကပညာတော်သင်သွားဖို့အခြားသောနိုင်ငံတွေကိုသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတစ်ခုသွားဖို့လို့အရင်ဒုက္ခရောက်နေတာတွေတွေ့ရတယ်เนาะဒါတွေကိုလည်းပဲဒါတည်တည်ချာချာလေးကိုကျွန်တော်တို့အစီမံမဟာဗျူဟာကြကြနဲ့ပေါ့နော်ဒီဂျာကာလာအစိုးရကျွန်တော်တော်လိုင်းရေးအစိုးရတရက်အနေနဲ့အင်တိုက်အတိုက်ဆောင်ရွက်တင်တယ်လို့ကျွန်တော်ထင်ပါတယ်ပြီးတော့နန်းစီရီယာတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ခုနကအရှိမဆရာတွေလည်းဆရာမတို့လည်းဆွေးနွေးသွားပြီးသားသူ့ရဲ့တာမန်စစ်ကောင်စီလောင်းမှာတာမန်အလုပ်လုပ်နေတဲ့ဝန်ထမ်းသဘောတော်ပါပဲအလုပ်လုပ်နေတဲ့ဒါနန်းစီရီယာတွေကတော့အကြောင်းမျိုးမျိုးကြောင့်သူရုံးမထွက်နိုင်လို့လုပ်နေကြတာဒါကသူတို့ကတော့တကံတာပြီးလို့ရှိရင်ကျွန်တော်တို့ကရာဇဝတ်မှုတွေတိုတိမဟုတ်ကျွန်တော်ကြီးလေးသောချိုးဖောက်မှုတွေကျူးလွန်ခဲ့တဲ့နန်းစီရီယာတွေဆိုရင်တော့ကျွန်တော်တို့ဒါUNG အစိုးရမှာလည်းပဲ DJ ဌာနဆိုတာကျွန်တော်ရှိတယ်အခြားသောလူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့တွေလူခွင့်ရေးလှုပ်ရှားနေတဲ့အဖွဲ့တွေမှာလည်းပဲကျွန်တော်တို့ကဒီ transitional justice အတွက်ကိုဒီ document လုပ်ထားတဲ့ဟာတွေအများကြီးရှိပါတယ်ဒါအစိုးကျွန်တော်တော်လိုင်းရေးအစိုးရမှာလည်းရှိလို့အရက်ဖက်အဖွဲ့အစည်းမှာရှိပါတယ်အဲ့ဒီတော့အသွင်ကူးပြောင်းမှုကာလရောက်လာတဲ့အခါကျရင်ကိုပြုမှုကျူးလွန်ခဲ့တဲ့နော်ပြစ်မှုနဲ့တက်ဆိုင်တဲ့ပြစ်ဒဏ်ကိုတော့ဒါကြခံရမှာဖြစ်ပါတယ်သူတို့ကိုအပြစ်ပေးအရေးယူမှာဖြစ်ပါတယ်နောက်တစ်ခုကတာမန်ဝန်ထမ်းအနေနဲ့ပဲစစ်ကောင်စီနဲ့လက်တွဲပြီးလှုပ်သွားတဲ့လူတွေအနေနဲ့ကတော့ကျွန်တော်တို့ဒါသူတို့ကို social punishment လုပ်လို့ရပါတယ်ဒါကကျွန်တော်တို့ CDM committee တွေကနေပြီးတော့မှသူတို့ကိုကျွန်တော်တို့လူမှုရေးပြည်တံချမှတ်လို့ရတယ်ဒီဥပဒေမှာဆိုလဲတွေ့ရတယ် CDM တွေကိုတက်လူကိုတစ်စိတ်တွေလုပ်ပေးတာတို့เนาะရင်ထိုးတစ်စိတ်တွေလုပ်ပေးတာတို့ဆိုတာမျိုးတွေကဒါကျွန်တော်တို့က class ခွဲပလိုက်တာပေါ့เนาะအဲ့လိုလူမှုရေးပြည်တံတွေချမှတ်လို့ရပါတယ်အဲ့လိုလူမှုရေးပြည်တံချမှတ်ဖို့ဆိုတာလဲဘယ် CRPH ကမှလာပြီးတော့ဥပဒေတွေနဲ့ပြပြီးတော့ချမှတ်ပေးဖို့မလိုပါဘူးကျွန်တော်တို့ CDM တွေကစုပေါင်းဖွဲ့စည်းကြတဲ့ CDM committee တွေရတဲ့ကိုဟာကိုသူတို့ရဲ့အခြေခံမူတွေချမှတ်ပြီးတော့ဒီ social punishment ကိုလုပ်သွားလို့ရပါတယ်ဥပဒေကြီးတရက်အနေနဲ့ကျွန်တော်တို့ကနိုင်နိုင်သွားပြီးတော့အရေးယူဖို့မလိုပါဘူးပေါ့နော်အဲ့ဒီတော့နန်းစီရန်နေတဲ့ပတ်သက်လို့တော့ကျွန်တော်တို့ social punishment လုပ်တာတွေသူတို့ကျူးလွန်ခဲ့တဲ့ပြစ်ဒဏ်နဲ့ထိုက်တန်တဲ့ကျွန်တော်တို့တရားမျှတမှုကိုပြန်ပြီးတော့တောင်းယူမှုတောင်းခံမှုလုပ်တာတွေကိုတော့ကျွန်တော်တို့မဖြစ်မနေဒါဆောင်ရွက်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဖြစ်စုဆွေးနွေးလိုပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးပေါ့နော်ပြည့်စုံစွာဖြည့်ဆက်ဆွေးနွေးပေးသွားတဲ့ဆရာဦးကျော်ဆရာကိုလည်းကျွန်တော်တို့ Further Channel မြန်မာကနေကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့စကားဝိုင်းမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ CDM ဥပဒေကဘာလဲဘယ်လဲဆိုတဲ့စကားဝိုင်းကိုကျွန်တော်တို့အချိန်ပေးပြီးဆွေးနွေးပေးသွားတဲ့ဆရာမအားလုံးလည်းကျေးဇူးများတင်ပါတယ်ဒီစကားဝိုင်းကနေလည်းပေါ့နော်ကျွန်တော်တို့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ CDM နဲ့ CDM လက်ရှိတော်လှန်ရေးမှာပါဝင်နေတဲ့သူတွေအနေနဲ့စိတ်ဆက်ဘာတွေပြုလုပ်တင်လဲဘာတွေဆောင်ရွက်တင်လဲဆိုတဲ့အတွေးမြင်တွေကိုလည်းရရှိလိမ့်မယ်လို့ကျွန်တော်ညွှန်လင့်မိပါတယ်။ပေါင်းမိတဲ့ဆရာမအားလုံးလည်းကျေးဇူးများတင်ပါတယ်ခင်ဗျ။